အားလုံးပဲမင်္ဂလာပါရှင်မီနီစီနီမာ channel ကနေကြိုဆိုလိုက်ပါရယ်ပရိသတ်တွေအတွက် BL ဇလန်းကောင်းများစွာကိုတင်ဆက်ပေးနေရလေးဖြစ်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမနတ်ပန်းကလေးရှိသားထားတဲ့အသင်္ခရာခေတ်ကသတို့သားဆိုတဲ့ series ဇလန်းတွဲကိုတင်ဆက်ပေးသွားမှာလေးဖြစ်ပါတယ်ဒီ channel လေးကို like and subscribe လေးမလုပ်ရသေးနဲ့လုပ်ပေးခဲ့ဖို့နဲ့နောက်ထပ်ဇလန်းအသစ်တွေတင်တိုင်းသိရှိစေဖို့အတွက်ဘေးနား notification ခေါင်းလောက်လေးကိုပါနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်ဒါဆိုရင်တော့ဒီနေ့ရဲ့ဇလန်းတွဲကိုစတင်လိုက်ရအောင်နော်အပိုင်း9ကွန်မန့်တယောက်မနဲ့အုံမောင်းခောက်တဲ့ချိန်ကိုရောက်တာနဲ့မျက်လုံးပွင့်လာပါတယ်။ဘေးနောက်လှည့်ကြည့်လိုက်တော့နောင်ငယ်ဟာဆိုရင်တကူလုံးကွေးပြီးတော့တစ်ဖက်တောင်တော်တိုးကတ်ခါပစုံတုံလေးတစ်ဖွဲမဲခင်ကခြုံထားတဲ့ဆောင်ပါလေးကလည်းချင်းရင်မှမလို့မနေ့ပိုင်းအီလီရှီတီရဲ့ဒေတာအရှာသူ့ကိုကွန်မန့်ဆောင်လေးပြန်ချုံပေးလိုက်တော့တယ်။ဘလိုပဲဖြစ်ဖြစ်ဒီကလေးကဘယ်ရက်ကလာမဲလဲမသိအမိရင်ခွင်နဲ့ဝေးခွာပြီးလာရတဲ့သူလိုင်းချီသည်အရန်ချိုတာပဲရုတ်တရက်အတန်ထွက်လာမလို့ကြည့်လိုက်တော့လေနောင်ငယ်ကမျက်လုံးကလည်းမပွင့်အိတ်ချင်မူတူနဲ့ရှောင်းနေတာခွန်မင်းမျက်နှာပြုံးမိသွားတော့တယ်ရှောင်းနေတာညနေခင်းကစားခဲ့ရတဲ့အသီးဖြစ်ဟန်နေတူတယ်ဘလောက်များချိုလေးတယ်လဲစားနောက်နေတာခွန်မင်းပုံစံမဟုတ်ဘူးဆိုပေမဲ့နောင်ငယ်ကိုရုတ်တရက်စားနောက်ချင်တာမလို့ပဲဆိုလိုက်တော့တန်ရွှေဆွဲပြီးတော့ပြန်အိတ်သွားပါတယ်ဒီတိုင်းဆိုရင်တော့အချိန်လွန်းတော့မှဆိုတော့ခွန်မင်းအိတ်ဟာနေထားလိုက်ရတော့တယ်ခြံထဲကစင်ုံထဲမှာတော့ကိုလည်းသက်စင်ပြီးပြန်တက်လာတော့ဦးကြီးကအဖေရှိခိုးပြီးထလာနဲ့ဆုံးတော့တယ်။ခွန်မင်းခလေးရောအစင်ပြေးရလားကွ။ဦးကြီးကအလုပ်တိန်နဲ့ဆိုင်နေတာနဲ့ခလေးကိုမကြည့်မိလေဘူး။အစင်ပြေပါဦးကြီးအခုတော့အိပ်ပျော်နေလေသေးရဲ့။အေးဘယ်ရက်ကလာမှန်းလည်းမသိဒီခလေးငယ်ဒီရက်နဲ့ဘယ်သားကြလိမ့်မလဲ။တူကြီးကပဲစောင့်ရှောက်ပါလေ။ရေဆက်ရှိလို့ဆုံးရတဲ့ကွမဟုတ်ပြီလား။ကဲရာခင်းနဲ့သွားအောင်မလား။အချိန်ဖိနေအောင်မယ်ခွန်မင်းဟာဆိုရင်ဦးယူနှုတ်ဆက်ပြီးတော့အခန်းထက်ပြန်ဝင်လာခဲ့လိုက်တော့တယ်အိုးစားတဆောင်လဲဝှက်လိုက်ပြီးတော့အေးဟာစီအကြီးပြန်ပို့လိုက်တော့နောင်ငယ်ကဒီဘက်ကတင်ဆိုးနာကိုရောင်းနေပြီဖြစ်ပါတယ်အေးကြမ်းလိုက်လေရောမနေနိုင်တဲ့သူကပဲအနာသွားပြီးတော့နောင်ငယ်ကိုလုံးလေးကိုလက်မောင်းကနေတစ်ဖက်ချောင်းဖြည်းဖြည်းချင်းပြန်တုံမိပို့လိုက်တော့တယ်နိုးချင်ရတာဖြစ်နေတဲ့နောင်ငယ်ကနိုးသွားရထင်ပါတယ်လှည့်ကြည့်လာခဲ့တော့တယ်အသေးနိုးနေပြီလားရှားရဲဆိုရင်ကျွန်တော်လဲလိုက်မယ်နော်တော်လဲကျွဲတွေးကကျုပ်ပေါ်ခုံတက်လေရမယ့်အဖြစ်မျိုးတော့ထမဖြစ်လို့ရော့စက်အိမ်နေရပါလေငုတ်တုတ်ထထိုင်တဲ့နောင်ငယ်မျက်နှာလေးမှုန်ကုတ်သွားပါတယ်ပဲ့ပါသွားလို့လားသူ့ပေါ်ခဏလေးတက်တောင်အိမ်မှာဒီတိုင်းပြင်းတာစာနာကြည့်စမ်းမအောင်တကယ်တည်းမှပဲဘာရှက်စရာရှိလို့တော့ယောက်ျားချင်းမဲ့မျက်လုံးကလည်းကောင်းကောင်းမပွင့်သေးဘူးဒရက်ဆက်ဆိုနေတဲ့နောင်ငယ်ကိုခွန်မင်းကြောင်ကြည့်နေမိရတယ်နေစမ်းမအောင်နောင်ငယ်ကျုပ်ကိုရှိနေသလားအရင်မဝလို့ကြည်ကြတယ်ဆိုတာကလေးသားလုပ်တဲ့အလုပ်လို့ခွန်မင်းတစ်ချိန်လုံးထင်မှန်းနေခဲ့တာအခုတော့အရွယ်ရောက်နေတဲ့ယောက်ျားတယောက်ကိုဒီလိုပုံစံလေးမျိုးမြင်ရတာအန်တော်အံ့ဩစရာပဲပြီးတော့ယောက်ျားချင်းရှေ့ရွစရာမလိုဟုတ်စားအရှက်ကြောက်တရားလူရန်ရှိတဲ့နေနောင်ငယ်အခုကျုပ်ကယောက်ျားချင်းရှက်စရာမလိုပါဆိုပြီးနောင်ငယ်ရှိမှအဝတ်တွေချွတ်မယ်လေကြည်ရဲစားတဖြည်းဖြည်းချင်းအနာတိုးလာတဲ့ခွန်မင်းအသွင်ဟာဆိုရင်စားနောက်ချင်းအပြည့်ဆိုပေမဲ့နောင်ငယ်အိတ်ရှင်စိတ်တွေပြေကမျက်လုံးတွေပြုတ်ကျပြီးတော့အိမ်ဟာနေပုံဆိုထားရလိုက်ပြီးတော့ဆတာရှက်မှာပေါ့ရှက်ရမှာပေါ့ရှက်ရတယ်ဟုတ်တယ်ရှက်တာမလို့အတင်ချွတ်ပြကြမလို့လေဟာရတကယ်ပဲတရားမအရှက်မရှိရချွတ်ပြခြင်းနေသေးရဲ့ပွားစီရွပြီးတော့အခန်းထဲကနေမပြေုံတမဲ့ပြေးထွက်သွားတဲ့သူအချင်းကွန်မန့်ပိုက်နှိပ်ပြီးတော့ရင်းကြံခဲ့ပါတယ်ဘသူကတကယ်ချွတ်ပြမှာမလို့လေဒီလောက်ကြောက်နေမှမသိတေချာတော့မနေ့ခင်ကရှီမောရင်ပြောစရာကောင်းနေခဲ့တယ်ဆိုတာပါပဲခွန်မင်းကရှာကင်းနဲ့နောက်ကျမှပဲရောက်ခဲ့ရတော့တယ်။သူတို့သမီးဟွက်တန်းနောင်ငယ်ရွတ်တော့အောင်ဆန်းနဲ့မိကျေဦးတို့နှစ်ယောက်ကဦးဆောင်ပြီးတော့ကောင်းညိတ်ပြလိုက်တော့တယ်။သူတို့နှစ်ယောက်ရဲ့နောက်မှာတော့လုံရွာကာလာသားတွေဖြစ်ဟန်တူတဲ့ယောက်ျားနှစ်ယောက်နဲ့မိန်းကလေးနှစ်ယောက်ဒါအပြင်အမေဝတယောက်ကတော့ကွန်ပျူတာပေါ်မှာထိုင်ပြီးပြုံးငါကြည့်နေရတယ်။ကြားတော့ကြားဖို့ပေမဲ့မြို့မှာတော့ဒါမျိုးတိတ်လို့လည်းမရှိဘူး။အမေကသူတို့သမီးဆက်သားနဲ့အတူကျုပ်တို့ဝတ်ထားမိနေရမှာနေပေးမှာပါဒါလည်းထုံးစံလို့ရဲ့အောင်ဆန်းတို့တွေကသူတို့သားကိုလိုက်ရှာဖို့ပြောပြလေတာနဲ့သူတို့သမီးဝှက်တန်းစပြီနောင်ငယ်အားကြောင့်ခေါ်တာတခါမှမကြုံဘူးလားဟုတ်စားပြောဖို့တကယ်ကောင်းမှာပဲကျွန်တော်လဲလိုက်မယ်လीနောင်ငယ်မျက်လုံးလေးတလဲလဲဖြစ်နေပါတယ်ခါစားစရာအသက်တစ်ခုကျုံတဲ့ကလေးတယောက်လိုပဲညနေမဆောင်ခင်ကတည်းကမိကျေဦးတို့တွေကဦးကြီးကိုခွင့်တောင်းပြီးတော့အိမ်မှာနောင်ငယ်ကိုလာခေါ်ကြတာဖြစ်ပါတယ်ခွန်မင်းကတော့အိမ်မှာမရှိဘူး
တော်တော့နော်ကျုပ်ကိုအဝေးကြီးတော့ခေါ်မသွားနဲ့ပါကျုပ်ခင်မလောင်စိတ်ပူနေလိမ့်မယ်မိစစားတို့ကလေမယူခင်နဲ့ကတဲတဲလှုပ်နေရဲ့အမြင်ကပ်ပါတော့မင်းကလေးချင်းချင်းစားနောက်ပြောဆိုနေအောင်ယောက်ျားလေးတွေကကောင်းညှိပြီးတော့သူတို့သမီးကိုစားနောက်ကြပါတယ်ကျိုးတို့ရွာနောက်ဘက်ကညောင်ရင်းချန်လိုရွေးထားတယ်အဲ့ဒီထဲမှာအင်ဦးလေးလည်းရှိရသိကြတယ်မလားသူတို့ကဘလုံးမှထင်မှတ်ထားမယ်မထင်ဘူးပြောပြီးကြီးကသဘောကျနေကြတဲ့ကာလာသားပြုတ်သမီးပြုတ်နေတဲ့အတူနောင်ငယ်ပါရှိမိတော့တယ်တကယ်ကိုပွင့်လင်းပြီးတော့တက်လက်ခချစ်ဖို့ကောင်းကြတဲ့သဘောပြုတ်လေးဖြစ်ပါတယ်ညောင်ရင်းချန်ဆိုတာလေဒေါ်အုပ်ကလေးလိုဖြစ်ပြီးတော့တစ်ပိတ်နေနဲ့တခြားညောင်ပင်နေတခြားတစ်ပိတ်ငယ်တွေနဲ့မှိုင်းညညူလေးအေးစိတ်နေတဲ့နေရာပါသူတို့ကတော့ငယ်စေတောင်ကြီးကလေးကသွားလာနေကြနေရဖြစ်တော့အေးစစ်စစ်သွားလာနေကြတာကြောင့်တော့မသိဘူးဆိုပေမဲ့နောင်ငယ်ကတော့ပိန်ချက်ချက်အပင်နေကြညနေတော့စိုးထိန်ပြီးတော့တယ်တလောအကြည့်ခဲ့ဘူးတဲ့လူသားစားတစ်ပိတ်လူသားကောက်တွေးကြည့်ပြီးတော့စက်သိန်းတို့ကဖြန်းကနေရှေ့ဟာတက်တက်ကြွကြွသွားနေတဲ့သူတွေကိုကြည့်ပြီးတော့အားပြန်တင်လိုက်ပြီးတော့ဘေဘီခွဲရောက်နည်းနည်းစနေနှံလိုက်တော့တယ်ဂိုင်းဆောင်ခွာကြတဲ့ကြီးမားလာတဲ့တစ်ပင်တွေကတက်ချင်စပွဲဖြစ်တော့တယ်ဒီတော့မှပြန်ကြည့်လိုက်တော့စိတ်စိမ်ဟာဆိုရင်ရှေ့ရလူတွေကိုမျက်ခြေပြတ်သွားလိုက်တော့ခေါင်းကြည့်သွားတယ်အကူအောင်ဆန်းအမမီကျူ3-5ဆောင်လောက်အခေါ်ပြီးတဲ့တကလာနောင်ငယ်အတန်တုံတုံရှင်ရှင်လေးဖြစ်လာတော့တယ်ခြေဦးတရားမှန်ပြီးရှောင်းလာကြတဲ့ကဘယ်ရောက်လို့ပဲပေါင်မှန်းလဲမသိမောင်ကြီးပြုတ်လာပြီးဖြစ်တာကြောင့်နောင်ငယ်ကြောင်းလှမ်းမိတော့တယ်နေထိန်နေရင်တော့ဘယ်ရမဆိုချီတန်းနိုင်တဲ့နောင်ငယ်ကမှောင်တော်တော့အသေးကြောက်တယ်ဆက်မသွားနိုင်တော့ဘဲနဲ့ညောင်ပင်တပင်ရဲ့ချင်းရင်မှာပဲမုတ်တုတ်ထိုင်နေမိလိုက်တော့တယ်ဒီချိန်မှာတန်တားမိတာတယောက်သေးရဲ့အသင်အမောင်ကြီးဆိုပြီးတော့တယောက်သေးရှိနေချိန်မှာယောက်ျားမိန်းမလို့မဆိုထောက်ချတတ်ကြမယ်ဆိုတော့နောင်ငယ်ချင်ပါတယ်အခုသူငိုတော့မငိုနိုင်အောင်ကြီးကန်းတောင်ပေါင်းနဲ့မှောင်မဲနေရကြတဲ့လိုက်ကြည့်မိရောတယ်နည်းနည်းလောက်ကြာတော့အေးလာတာနဲ့အတူမျက်တောင်တွေလည်းဆင်းလာတာကြောင့်ပဲဒူးနှစ်ဖက်ပိုက်ပြီးတော့ခေါင်းခွက်ထားမိရောတယ်ခုသူတို့သမီးဝတ်တန်းကစားမိတာ तू ကအဝတ်ခံနေရလားမသိတော့ပါဘူးနောင်ငယ်ခေါ်တဲ့တဆူကိုတက်တက်ကြားမိလိုက်တာကြောင့်ပဲခေါင်းကစက်ခနဲထိုင်လိုက်တော့တယ်အတန်ကြားလာတဲ့အတူဝင်းလာတဲ့မီတိုတို့ရဲ့အလင်းရောင်အားဆိုလဲမပြေးတမဲရောက်လာတဲ့သူဟာဆိုရင်မျောလင်းနေမိရဲ့သူကြီးနောင်ငယ်ချက်ချင်းထိုင်ရမိလိုက်တော့တယ်ဆိုရင်တကြီးရောက်လာတဲ့သူကလေအလင်းလို့ပဲအသက်ကျွန်တော်လေဘာကြောင့်များဒီလောက်စိုးရတာလဲနောင်ငယ်ကျုံမရှိလျာနဲ့အကျိုးဆက်တွေဖြစ်လာပြီဘလောက်တော့စိတ်ပူသွားမိလေရောသိလေရောလားတခုခုဆိုဘယ်လိုလုပ်လဲဟမ်စိုးစမ်းမအောင်ခုမင်းရဲ့ဒေါသတန်ကြောင့်ပဲနောက်ကလိုက်လာတဲ့အောင်ဆန်းတို့တွေမလုံရဲပါဘူးနောင်ငယ်ငိုကြည့်ရဲ့လက်တို့ဖြစ်ကမျက်ရည်တွေမယံမနာကျလာမိရောတယ်ပျော်ညင်နေသူလို့ထင်လဲထင်စမ်းပါစေတော့လေဝမ်းနေတာကထိန်ထားလို့မှမရပဲလေသူမသာသူလမ်းပြောက်ဘသူကပြောက်ချင်ပါလဲဘသူကဒီလောက်ဆောင်နေလဲဒီကဘလောက်ဆောင်နေလဲဆိုတော့မသိပဲနဲ့အမရတောင်းဆူမဲဆိုတာကြီးပဲဒီလမ်းနေကဘလို့လို့သိမှလဲလို့ဘိုက်ကလည်းစားတယ်အေးရလည်းအေးတယ်ရှိုက်တဲ့တအင်းနဲ့တရဆက်ဆိုနေတဲ့သူကြောင့်ပဲခွန်မင်းဒေါသအနေနဲ့တော့ငြိမ်းသွားပါတယ်ခွန်မင်းပြန်ထုတ်ပေးထားတဲ့သူ့အတွေ့အကြုံတော့ဝေထားတဲ့အင်ဂျီလက်တုပ်လေးနဲ့မလို့အေးနေမယ်ဆိုတော့သိကြပါတယ်အပြစ်ရှိတာပဲနောင်ငဲ့အရက်လည်းမဟုတ်စိန်တဲ့ဒေတာမှာအဘဲကြောင့်နေမြအတိတ်ရဲရလေတယ်လေခွန်းလို့ပေးပါနောင်ကြီးခွန်မင်းရဲ့ကျုပ်တို့အဖြစ်ပါရှေ့ကိုစိတ်လုံးနေလေတာနဲ့နောင်ငဲ့ကိုဂယုမမူမိပဲနောက်ကပါလာတဲ့ထင်မိခြင်းမှာစင်ကြယ်လေသားအောင်စံနောင်ငယ်ကတခြားအရက်ကလာတဲ့သူတော်မကြွအောင်မလို့တခုခုဆိုအားလုံးဒုက္ခများပြီမယ်နောက်ပါစီကမိတုပ်ကိုစီနဲ့သူတွေမျက်နှာမဖော်ရဲပါဘူးဒေါသထွက်နေတဲ့ခွန်မင်းတနောက်သူတို့ကြောက်ကြပါတယ်ခွန်မင်းကသူ့ရဲ့ရှေ့မှာတောက်တောက်လေးရှမ်းနေတဲ့ကောင်းငယ်လေးကိုတေချာပြန်ဆိုင်ကြည့်ပြီးတော့ပြန်မယ်တိတ်မပြေသေးတဲ့အတန်နဲ့ရှေ့ကိုရှောင်ဖို့အတွက်ခေါင်းဆက်ပြလိုက်တဲ့ခွန်မင်းကိုနောက်ငယ်ကောက်မျက်စောင်းခဲလိုက်တော့တယ်ကြောက်ကလည်းကြောက်မိရဲဆိုပေမဲ့မစိုးရင်ပဲအပြစ်တင်ချင်တာတော့စိတ်ဆိုးပါတယ်ဒါကြောင့်ပဲသူ့ရဲ့ရှေ့ကနေမျက်ရည်လူနဲ့မျက်နှာလေးကိုကြည့်ကအရင်ရှောင်းလာလိုက်တော့တယ်မိတော့ကရှေ့ကိုလမ်းပြပေးရဲဆိုပေမဲ့ဘေးရဲ့စီရှောင်းလမ်းမှမသိတော့နောင်ငယ်မျက်နှာငယ်လေးနဲ့ခွန်မင်းနောက်ပြန်ရောက်လာတယ်ခွန်မင်းကခိုးရီကျင်သွားတယ်မျက်နှာထားလေးကိုဟန်လုံးတင်းလိုက်ရင်နောင်ငယ်ရဲ့လက်ကိုဆွဲကင်လိုက်တော့တယ်လက်ဖွားသေးသေးလေးကသူ့လက်ကြီးထဲမှာတော့အံဝင်ကွင်ကြဒီလိုဆိုတော့လေနောင်ငယ်ကမငင်းပဲငိမ့်ငိမ့်တက်တက်လေးလိုက်ခဲ့တော့တယ်အောင်ဆန်းတို့ကာလာသာအုပ်စုကလည်းအခုမှပဲတက်ပြင်းချနိုင်သွားတော့တယ်သူတို့သမီးဟွက်တန်းပြီးလို့မင်္ဂလာမောင်နှံအောင်ပြန်တွေ့နေပြီအခုသူတို့ဖြစ်ကလေသူတို့သမီးအဝတ်ခံရတာနောင်ငယ်လို့ပဲယူဆရတော့မလို့ခွန်မင်းကသူတို့သားလေလားအတန်နဲ့မထိန်လိုက်နိုင်ပဲရေတံထွက်လာတော့ခွန်မင်းကနောက်လှည့်ကြည့်လိုက်တော့တယ်တိတ်ပျော်နေရောထင်တယ်ဟောက်ဆအောင်ဆန်း
ခေါင်းကိုခါရမ်းနေအောင်ခါပြလိုက်တာမလို့ပဲခွန်မင်းရွှေ့ပြန်လှည့်သွားတယ်။နောင်ငယ်ကသူ့ကိုမောကြည့်လာသေးရောအကြောင်းပြချက်မရှိပဲသူ့ကိုမျက်မှောင်ကျုပ်ထားမိသေးရဲ့။ဟုတ်ကနေမြောက်ပြန်လှည့်သွားလိုက်တော့တယ်။ခေါင်းလေးကထူရွယ်ပြစ်ချင်စဝဲ။လူလေလေးကလန်ချက်ပြောင်းမှစိုးလို့လာတော့မသိဘူး။သူ့ရဲ့လက်ကိုတော့လုံးလုံးလုံးဝမလှုပ်တော့ဘူး။သူကပဲတစ်ဖက်ဘာလို့စိတ်ဆိုးနေလဲမသိဘူးဆိုပေမဲ့ပြန်ပြောမရအောင်လန့်ပြီးစိတ်ပူသွားတဲ့ခွန်မင်းရဲ့စိတ်ရင်းကအတီးဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်သူ့ကိုအန်ဒီရဲ့ကင်းစိတ်ကဲချင်တာပါ။အပိုင်းရှစ်နင်းတဲ့တကောင်ချိန်ရောက်စင်မှာတော့ရေးစားလာတာနဲ့ခွန်မင်းတယောက်အခန်းထဲကနေထလာခဲ့လိုက်တော့တယ်။မင်းညနေရမှာနောင်ငယ်အတွက်အခန်းတစ်ခန်းသေးသက်ပေးခဲ့တာမလို့ပဲ။သူ့ခန်းနဲ့ဘေးရဲ့ခန်းမှာနောင်ငယ်ခန်းရှိပါတယ်။မမေတားချောက်တယ်မမေတားကိုခေါ်ပါအခန်းရှိရာအဖြစ်မှာညီးတဲ့လိုမျိုးကြားလိုက်ရတော့ခွန်မင်းကောင်းထောက်သွားလိုက်တော့တယ်။စေယုံစေချတဲ့အခန်းတကာကိုတုံးဖွေပြီးတော့ချက်ချင်းပဲအခန်းထဲဝင်လာခဲ့လိုက်တော့တယ်။သူကင်လာတဲ့ရေနံစီမီငယ်ရဲ့အလေးအောင်ဖြောဖြောအောင်မှာနောင်ငယ်ဟာဆိုရင်တော့ကတင်ပေါ်မှာဆောင်းလွတ်ပြီးတော့ကွေးကွေးလေးရှိနေကချွေးစားတော့လဲစုနေကြရတယ်။နောင်ငယ်သတိထားအောင်ပေါ့ခွန်မင်းလှုပ်နူလိုက်တော့လှုပ်နူးတဲ့လက်ကိုတဲတဲဆုပ်ကိုက်ထားပြန်ပါတယ်။မျက်နှာနူးနူးဟာဆိုရင်ဖြောတော့နေအောင်မလို့ပဲခွန်မင်းတော်တော်စိုးရိမ်နေပြီဖြစ်ပါတယ်။ဆေးစရာလေးမနေ့ကမနေ့ကမှမြို့ပေါ်တက်သွားမှန်းသူသိထားတာမလို့ညာတွင်ချင်းပဲမီးနွယ်အောင်နှုတ်ပြီးတော့စေတစ်ခွက်ကြိုစေရတော့တယ်။သူကိုယ်တိုင်ကလည်းချွေးရွှဲနေတဲ့ကိုပွားအင်ကြီးကိုလဲပေးဖို့ပြင်ရတော့တယ်။ဖြိုဝင်းနေတဲ့ကိုဟာဆိုရင်မေးရအောင်မှပပူးထုထားသလိုမလို့ခွန်မင်းရုပ်ရဲ့မျက်နှာလွှဲမိသလိုဖြစ်သွားခဲ့ရတယ်။ဒီအတွက်ကြောင့်ကိုခန့်အားနေလီရောတာအပေယောက်ျားသားတင်များလောက်ဖြိုဝင်းနေရရှိလိမ့်ပေါ့။တကယ်ပဲနောင်ငယ်ဟာဘယ်ရက်ကလာခဲ့တယ်လဲကွယ်။မဝိမရဲဖြစ်နေတဲ့စိတ်ကိုစကားရတရဆက်ဆိုရင်နဲ့ပြန်တင်ငင်စေလိုက်တော့တယ်။သူတို့လိုမျိုးကျင်းနေအောင်အသားမျိုးမဟုတ်ဘဲနဲ့နုနေနေရဲ့အသားကြီးဟာဆိုရင်ထိလိုက်ရင်တော့အရာထူမှဆိုးလို့တော့လောရကန်ရတာတထိတ်ထိတ်နဲ့အသေးကျွန်တော်အိမ်ပြန်ချင်တယ်အဖေနဲ့အမေကိုလွမ်းတယ်အဝေးလဲပေးပြီးတော့ခုံမြုံဖက်ကရှာကြီးတဲ့နေထန်းကိုတဲ့နိုင်နေကြောင်းပဲလူကထိုင်ရမလို့ထားရမလို့ဖြစ်ရပြန်ပါတယ်ကြောပြင်လေးကိုတာတာပြန်ဖွားဖွားပုံပြီးရင်စင်မကောင်းဖြစ်မိပါတယ်ဘယ်ရဲဆိုတာလည်းမပြောပြနိုင်ကိုယ်တိုင်ကဘယ်မှာရောက်နေမှန်းတော့မသိရနောင်ငယ်ဟာဆိုရင်စိတ်စိမ်ချွေးရင်းချက်တစ်ခုခုရှိနေလားလို့ထင်ရအောင်လေထင်ရစရာမရှိရဲ့လူကောင်းပကတိစိတ်ချနေပါရောဦးရမြို့ပိုင်မှာလေစိုးထားပြီးပြီကျုပ်လည်းအတက်နိုင်ဆုံးစုံစမ်းနေပါတယ်တိတ်ညမကြခင်စေးတော့တာနဲ့တတ်တာပေးလိမ့်မယ်ကျုပ်အနားမှာစောင့်ပေးရမယ်ခလင်းငယ်ချော့သလိုညူနေပါတဲ့ခွန်မင်းတနာကိုအခန်းဝနာကနေဘန်းငယ်နဲ့ဝါခွက်လေးကိုကင်ပြီးတော့မင်းနယ်ပါဇက်အဟောင်းသားနဲ့ကြည့်နေမိရောတယ်မျက်စိရှိရာမြင်နေရတဲ့သူကခွန်မင်းဟုတ်ပါရဲ့လားလို့တော့တွေးထင်မိပြီးတော့ရက်တောင်တစ်ချက်တောင်ခံလိုက်မိရောတယ်တီတီတတမကြိုက်တဲ့ချွဲတွင်းလာတော့အမြင်မကြည့်ရဲ့တိတ်ကိုအေးချမ်းတည်ငြိမ်လှပါတယ်ဆိုတဲ့မောင်ကြီးခွန်မင်းကမင်းတွေဝင်လာလေဘဲနဲ့မတည့်ရဲ့အိပ်ပျော်နေလေသလားခွန်မင်းရဲ့အတန်ငြိမ်ငြိမ်ထွက်ပေါ်လာမှပဲအတိဝင်ပြီးတော့ခက်သွက်လှမ်းရတော့တယ်ခွန်မင်းကိုဖတ်တွေ့ထိုင်ရနေဖယ်လိုက်ပြီးတော့မျက်ရည်လက်ရွယ်နဲ့တောင်ငင်ဟာဆိုရင်ဝါကန်းကိုတွေးတဲ့အခါမျက်လုံးပြူသွားပါတယ်အဲ့ဒါကြီးမတော့ချုံတော့အရန်ခတဲ့အသက်ကျွန်တော်မတော့ဘူးစိုးပြန်ပြီလားနောင်ငယ်စေးမတော့ပဲဘယ်တတ်တာပါလိမ့်မလဲမင်းနဲ့လက်ထဲကဆေးထက်ထားတဲ့ဝါခွက်လေးကိုလွှဲယူကနောင်ငယ်ထက်ကမ်းပေးလိုက်တော့တယ်ငင်းလို့လည်းမရတုံးထုတ်လည်းမရတာကြောင့်ပဲနောင်ငယ်မျက်နှာညိုလာတော့တယ်အိမ်မှာလုံးစိတ်ချင်တိုင်းစိုးနေလို့ရတဲ့နေရာလည်းမဟုတ်တာနဲ့မျက်နှာငယ်ငယ်နဲ့သာတကြိုက်သေးကော့မောပြလိုက်တော့တယ်ချက်ချင်းပဲနောက်ထပ်ရွှေဝါခွက်လေးကိုပါတခါတည်းမြင်မြန်တောက်ပြလိုက်တယ်ဆိုပေမဲ့ခါတက်တဲ့အရသာရှောင်မှာဆွဲချင်နေစေအနေငယ်တက်တာရရှိစားပြန်အိမ်လိုက်ရောနောင်ငယ်အတင်းဒီနားမှာစောင့်နေနော်အဲ့ရပြောင်းလို့လားမသိဘူးတိတ်လည်းအိမ်မပြောဘူးခွန်မင်းကတုတ်ပြန်စကားမစို့ခေါင်းချင်းပြလိုက်တော့နောင်ငယ်ပြန်လှည့်အိတ်လိုက်တော့တယ်ဆောင်းပါးလေးကိုကိုပေါ်ပြန်လှမ်းပေးလိုက်ပြီးဘေးနာမိနွယ်ကကြည့်ပြီးတော့ပြုံးဆဆနဲ့အတွေးရင်နဲ့နေမျောနေဟန်နဲ့မင်းနွယ်အဘဲကိုအတွေးလွန်နေတယ်လေသွားပြန်ရင်ချီတော့ဟုတ်မောင်ကြီးခုံမင်းညီတဝမ်းခွက်ဖြစ်တဲ့မောင်ကြီးတီဟာပေါ်မှာတော့ကျန်တာတမှုအရင်ရောက်တော့မပြခဲ့ဘူးတဲ့ခုံမင်းကိုမင်းနွယ်ကတော့အတော်လေးအံ့တက်တက်ဖြစ်နေမိတော့တယ်25နှစ်ပြည့်တော့မယ်လေခုံမင်းဘဲချိန်ထိများမင်္ဂလာရုပ်နှောင်းနေမလဲမင်္ဂလာပြုပြီးမှလုံရတကြီးဖြစ်ရမှာတည်သေးပါရဲ့နော်ဦးကြီးကဆေးလိပ်ကြီးကိုတစ်ချက်ရှိုက်ဖွာပြီးတော့မှစကားဆလိုက်တော့တယ်ရရအရေးဆွေးနေခြင်းကနေဒီမင်္ဂလာကိစ္စကိုဘယ်လိုရောက်သွားမှန်းလည်းမသိတိတ်တော့အချိန်မဆွဲသင့်တော့ဆိုတော့ခုံမင်းနဲ့သိပါတယ်25ပြည့်လေးမှာမင်္ဂလာပြုရမယ်မလားစောပါသေးပါဦးကြီးတ
သူတို့သမီးလည်းလွတ်လွတ်လပ်လပ်နေပါစေဦးလေလာသူစားငယ်တဲ့အရွယ်မဟုတ်တော့ဘူးခွန်မင်းဒီရွယ်ကျုပ်တို့တိုင်းပြည်မှာအိမ်တော်ပြုမျိုးဆက်ဝေးကြတာထုံးစံလိုကြီးမဟုတ်လားသို့ပေမဲ့နေပါလေကာယကရှင်လာသူစားကိုယ်တိုင်ကအေးစိနေလေရောဒီတိုင်းရှိနေမှာပေါ့မင်္ဂလိရှင်သဘောထားကိုလေအလေးထားရမယ်ပါခွန်မင်းစိတ်တို့နောက်ကြည့်သွားပါတယ်ရွာရဲ့ကွန်တောင်ကမင်းမပြိုနဲ့ရွာသူကြီးအလားလာတို့လက်ဆက်လေးရှိရတာဖေကလေးကစတင်ကမှမသိဘူးဆိုပေမဲ့ခွန်မင်းတိတက်စွာအရွယ်ကလေးကလက်ရှိထိတကြီးရတို့စက်ခံထားဆဲဖြစ်တဲ့ဦးကြီးဟာဆိုရင်လေကွန်တောင်ကမင်းမပြိုနဲ့လက်ဆက်ခဲ့ရတာဖြစ်ပါတယ်အကြီးကလက်ဆက်ပြီးတိတ်မကြခင်မှာပဲဆုံးပါသွားခဲ့တယ်လို့ရိုးရိုးစက်ခံသူလည်းမရှိရဲ့ဦးကြီးအတွက်ခွန်မင်းဟာဆိုရင်ရွရွဟာပါသဘောတူထားတဲ့ရွာသူကြီးလောင်းလျာဖြစ်ခဲ့ပါတယ်တီဟာဆိုရင်လေဦးကြီးနဲ့တူတော်ရဲဆိုပေမဲ့မိဘနှစ်ပါးရှိတဲ့တီဟာထက်ဦးကြီးကမိဘတွေမရှိတော့တဲ့ခွန်မင်းတို့ဂိူးနာပိုးခဲ့သူဖြစ်ပါတယ်ခံညာထွားကြိုက်ပြီးတော့ပညာပြည့်စုံတဲ့အမျိုးကောင်းသားနဲ့ရွာစံနမူနာပြုရမယ့်အမျိုးကောင်းသမီးတို့လက်ဆက်အုပ်စုရဲ့ရွာသားစီပင်ဝါပြုလေးရှိတဲ့ပါဒါဟာအစင်လာပေပဲခွန်မင်းလူပြိုပါအရွယ်ကလေးကဦးကြီးခဏတိုင်းမှားကြနေတာမှတ်မိအောင်မဲထင်ပါဟုတ်ကဲ့ဦးကြီးတလေးတစားကောင်းညင်ပြလိုက်တော့ဦးကြီးကချိန်နဲ့သွားဟန်နဲ့လေးလံနေခင်းနာဖို့အတွက်အိတ်ခမ်းနဲ့ပြန်ဝင်သွားလိုက်တော့တယ်ခွန်မင်းခမညာမသာတပြင်းတမမနဲ့စိတ်နှောက်ကြည့်နေစေညီမလေးလို့သာမြတ်တာရှိရလှသူဆောင်ဘလို့များလက်ဆက်ယူရပါလိမ့်မလဲဒါအပြင်သူနှစ်သက်တဲ့မင်းမပြိုကတသက်ရှိနေကြတာမလားမင်းမတီလက်တောင်ရှည်တို့ဝန်းရံခါတဲ့ညဝန်းညူတွေနဲ့အပြုံးတစ်ချက်နဲ့တောင်ပြူစားနိုင်လို့နဲ့ငင်းချိုကုန်းတော်ကမဖြစ်ခဲ့ဘူးဆိုပေမဲ့ခွန်မင်းမျက်လုံးထဲမှာတော့သူမသာအလားဆုံးဖြစ်ပါတယ်ဒါပေမဲ့ဦးကြီးတို့ကသဘောမတွေ့ဘူးသူမရဲ့ခန်းညွတ်ညွတ်မြဝန်းကြီးကိုမနှစ်သက်ဘူးဆိုပြီးတော့ကြုံတိုင်းဆိုပါတယ်ခွန်မင်းတို့ရဲ့သမီးစားမကြတငယ်ချင်းမကားတဲ့အခြေအနေကိုလည်းရှိမိဟန်မတူတဲ့အတွက်တော့နည်းနည်းတော့စိတ်အေးရပါတယ်အသိအတွင်းရင်ဟာဆိုရင်တော့မတူမကျန်အတန်တကူကြောင့်ပဲအဆုံးသတ်လိုက်တော့တယ်လှည့်ကြည့်လိုက်တော့နောင်ငယ်ဟာဆိုရင်ဘိုင်လေးကိုကင်ပြီးတော့ရက်နေခဲ့တော့တယ်ဘိုင်းနာနေပြန်လားနောင်ငယ်သူစွန့်ရည်တကြီးနဲ့နေပြီးတော့ထိုင်ကုန်ပေါ်ထိုင်နေရကနေမြ мян ထသွားလိုက်တော့တယ်နောင်ငယ်ကကောင်းခါပြီးတော့မဟုတ်ပါဘူးအဲ့လိုက်တာကလည်းနေလေထီတောင်ဆိုတော့နည်းနည်းလေးတက်တာသွားလို့ဗိုက်စာလာတာကျွန်တော်တို့ကစားကြရှိလာရင်မင်းရွယ်ကိုစံပြုတ်ပြော့လေးလောက်ခိုင်းထားတယ်ဗျတလောကဦးကြီးမျိုးတက်တော့နည်းနည်းဝယ်လာတဲ့ဟင်းခက်မုတ်လေးထည့်ထားလို့နောင်ငယ်ကြိုက်မယ်ထင်တယ်ဒီနားမှာပဲခဏထိုင်လေးရောအောင်နောင်ငယ်ခုနကခွန်မင်းထိုင်ထားတဲ့နေရာကိုသွားထိုင်လိုက်တော့ခွန်မင်းကအိမ်ရဲ့အနောက်ဘက်ဆင်းသွားတော့တယ်အားသိမ့်မရှိရဲ့ကြားရကနေပြုံးမိလိုက်သေးတယ်တော်သေးလို့နေမကောင်းတာတော့ကျူးဆိုင်ပေးမိသူရှိရတိတ်မကြလိုက်တဲ့အချိန်မှာတော့ခွန်မင်းကဘန်းငယ်လေးကိုကင်ပြီးတော့ပြန်တက်လာတော့တယ်အငွေ့တစ်ထောင်ထောင်နဲ့စံပျော်လေးဟာဆိုရင်ငယ်ကောင်းတဲ့လေးတင်တော့ဗိုက်စာနေရဲ့နောင်ငယ်အတွက်ဖန်တော်မဆောင်နိုင်ဘူးတပကံလုံးတော်ကုန်တယ်နားပြီးစားပါလေမြင်လေအောင်မယ်ကျွန်တော်အစအဆိုင်ပြောမကြိုက်ဘူးရဲ့အခုတော့စားကောက်နေတာပဲဒါနဲ့လေခိုးနားထောင်နေရမဟုတ်ပေမဲ့ခိုးနားကဦးကြီးတို့နဲ့ပြောနေရနည်းနည်းတော့ကြားမိရဲ့ဟိုမမလှသူစားအတင်းရဲ့တို့သမီးလောင်းဆိုတာတကယ်လားမစိုးကျင်တဲ့စကားပဲမလို့ခွန်မင်းကခေါင်းသားနှိပ်ပြလိုက်တော့တယ်အနေငယ်မျက်မှောင်လေးကြုံရနဲ့ကျွန်တော်ကအကိုသေးဟိုက်ချစ်သူထင်နေရမတင်တော်တာရောမစိုးလေးနဲ့နောင်ငယ်တပားသူကြိုင်မတင်တော်ဘူးနောင်ငယ်ကသူမမြင်အောင်တစ်ဖက်ကမတိမတာလှဲ့ကမျက်နှာလေးမဲလိုက်တော့တယ်ဘာလို့မတင်တော်တာလဲသူတို့သမီးလောင်းဆိုတာနဲ့ပဲသူနဲ့ပဲတေချာပေါင်းညမယ်ထင်နေလားတော့မသိဘူးလောကကြီးကမမြင်နိုင်တာတွေကိုနဲ့တိတ်ကိုစမ်းကြက်လွန်နိုင်မလားအခုအတင်ခရခက်ကိုရှောင်းနေတဲ့နောင်ငယ်ဖြစ်ကတက်သေးပဲသူနဲ့မယူခင်တီဟာနဲ့လည်းချွတ်ချွန်းဝင်နိုင်တာပဲလှသူစားကလည်းကွန်မန့်ထက်တီဟာနဲ့တာအထီးတွေ့ပုံများတယ်အတွေ့ပုံများလေးကသူ့လိုအေးဆက်ဆက်လူပုံစံထက်ဖော်ရွေဟန်ရှိရဲ့နှွေးထွေးရဲ့တီဟာကိုမင်းကလေးကပို့ပြီးသဘောကျမသွားနိုင်အောင်လားတညလုံးစောင်းအေးပေးရတည်ရဲဆိုပေမဲ့နောင်ငယ်စိတ်ပူစွာနဲ့တွေ့လိုက်မိရတယ်မတင်တော်တိုင်းမစိုးနေလဲဆိုပြီးတော့မျက်နှာတင်းနေတဲ့ခွန်မင်းကိုလည်းမျက်စောင်းခဲလိုက်တော့တယ်တရားရတဲ့နဲ့တော်ကြသူများနဲ့ညာတဲ့ငါကြီးစာဖြစ်နေဒုက္ခအပိုင်ကိုဒီနေ့တော့ရွာရဲ့တောင်ဘက်ကမှလှသူစားရေခန့်စင်းချိန်နည်းနည်းနောက်ကျခဲ့တော့တယ်အိမ်မှာအဘသိမ့်နေမကောင်းတာမလို့ကုလုပ်ပေးနေရကြောင်းမိကျေဦးတို့လာခေါ်တဲ့ချိန်သူမလိုက်သွားနိုင်ခဲ့တာပါရွှေအိုးကိုကတိခွင်ပြီးတော့ခက်မြက်မြန်ပဲကန်နာနေခွာလိုက်တော့တယ်အိမ်မှာရေရှိနေစေကမူညနေခင်းတိုင်းရေခက်စင်းကြတာလုံရွာရဲ့ထုံးစံတစ်ခုမောင်ပူခေါ်ခဲ့ရင်ကောင်းသားပါ
အခုတော့မှောင်ချင်နေပါလားဒါပေမဲ့လှသူစားရဲ့ပြန်ဝင်နေအယောင်တက်သွားခဲ့ပါတယ်လမ်းမကတ်မှာတော့သူမစီဦးတီလာနေတဲ့သူကတိဟသူစားဘဲချိန်မှုအတင်ရဲလေတယ်လေအမိညနေဆောင်ရောပြီကျုပ်ခတ်ပြီးလဲရတပါဗျာရွာအေးချမ်းပါတော့အမောင်တိဟစိတ်မပူပါလိမ့်နဲ့တကိုးတပြလူဆိုးဆိုတာမမြင်ရဘူးသူစားကျုပ်ဆိုရင်တော့မလို့နောင်ဒီချိန်မထွက်ပါလိမ့်နဲ့လှသူစားပြောရင်းနဲ့ခေါင်းချင်းပြလိုက်တော့တယ်သူမလက်ထက်ရှိကိုတိဟလွှဲပြောင်းကန်ပေးလိုက်တော့တယ်အချင်းကလူရိပ်မကွဲတဲ့အချင်းကြီးလည်းမဟုတ်သေးရမလို့ပဲစိတ်ပူပေးရသူရှိတော့လှသူစားပြုံးမိပါတယ်အမြဲတစေကြီးဆိုင်ပေးရသူလိုအပ်တိုင်းအနားမှာရှိပေးရသူတော့နှောင်တွေ့မိတာလှသူစားမှောင်းမထင်ပါဘူးဆိုတော့ကအမောင်တီဟာသူ့ဆောက်ဘာကြောင့်များစိုးရင်နာလဲရှယ်တွဲရှောက်လိုက်ရင်နဲ့မောကမေးလာတဲ့သူမကောညွန့်ရှိရတဲ့မျက်တောင်ရှိတော့ကတဘောင်းအတိုင်းကြော်ရှင်ပြီးတော့ညလုံးအိမ်လေးကအရှိတောက်ပနေကြတော့တယ်တပြင်းဖွားဖွားချပြီးတော့တီဟာအကြည့်လွှမ်းလိုက်တော့တယ်မရီးလောင်းမလားသူစားကျုပ်ရဲ့မရီးဖြစ်လာမယ်သူပေါ့စကားတန်လို့တိတ်ဆိတ်သွားပါတယ်လှသူစားမျက်နှာလေးဟာဆိုရင်လည်းညိုပြီးတော့လုံရွာရဲ့ဒလိထုံဆောင်မုံပါတယ်မကျင်သူပေါင်ဖက်ရမယ့်အရှိကိုလည်းစိုးတယ်တတိမရှိတဲ့သူကြီးကိုလည်းစိတ်ကုန်တယ်အရာအလုံးဟာဆိုရင်လည်းလှသူစားစိတ်တိုင်းကြဖြစ်မလာနိုင်ပဲလေအတင်ခရခေရဲ့တမီးပြိုလေးသူမရိုးရစင်းမြင့်ထုံးစံတွေကိုဘယ်မှာချိုးဖြတ်နိုင်အာမသူစားအကိုတီဟအခုမှရေခက်ဆင်းလာလားတဖက်လန်ကျိုးကနေထွက်လာတဲ့နောင်ငယ်ဟာဆိုရင်လက်နှစ်ဖက်လုံးတက်တာလက်ကင်နဲ့တန်ရီပုံနှစ်ပုံဆွဲကင်ထားပြီးတော့သွားရီပုံပြောပြနေကြတော့တယ်ဒီကောင်လေးကအစင်သဖြင့်စိတ်ကိုအေဂျင့်စေရမလို့ပဲလှသူစားစိတ်လိုလဲရပြန်မြုံပြလိုက်တော့တယ်အမနောက်ကျနေရောတာမောင်ငယ်ရေဆိုပါအောင်မောင်ငယ်ရရောရေပုံးနေနဲ့အမောင်ခုံမင်းခိုင်းနေရောသလားမဟုတ်ပါဘူးမသူစားရေအတင်ကအိမ်မှာတော့မရှိဘူးဟိုနေ့ကလေးကမင်းွယ်ရေအိုးလေးများရေခက်စင်တာမြင်နေရအင်အားစင်ကိုကျွန်တော်လည်းရေကူဖြည့်ပေးခြင်းနေရဒါနဲ့ဆိုရင်ဘယ်နှခေါက်ရှိပြီလဲတော့မသိဘူးတိုးပြေးသွားပြီပြီးတော့ကျွန်တော်ရေချိုးဖို့လဲတတ်ခတ်ပြီးပြီညနေတိုင်းကံမှာကြမင်းကလေးနဲ့ဆိုတော့ရေချိုးရတာအားနာလို့အိမ်မှာပဲဖြည့်ရတာနှစ်ဖူးကဆန်စားရီကချွေးဆိုပြီးတော့မျက်နှာနုနုလေးကဝင်ဖက်နေပါတယ်ခွန်မင်းရဲ့အဝတ်ကိုဝေထားဟန်နဲ့တူတာမလို့ပဲအဝတ်လေးပုတ်ထားသလိုဖြစ်နေတာတပိုင်းပေါ့ညနေအတော်ဆောင်းရင်တော့ဖြင့်ရေခက်စင်းတဲ့သူတွေမရှိပါတော့ငယ်အကယ်၍ဒီအကန်အောင်ဘက်မှာချိုးကျင်တပါဆိုကြုံညနေတိုင်းလာခေါ်ပေးနိုင်မှာရတယ်အကိုတီဟာကျွန်တော်အဆင်ပြေအောင်ကြည့်လုပ်လိုက်မယ်ဟုတ်ပါအကူညီတောင်းဖို့မစိုးရင်ပါနဲ့ကဲအမောင်တီဟာရေအိုးသူစောက်ပြီးရွာထဲလဲရောက်နေပါမောင်ငဲ့ကိုပဲကူတဲပေးလိုက်တော့မောင်ငယ်အမသွားနှင်းရောပြီနောင်ငဲ့ကိုသာနှုတ်ဆက်ပြီးတော့ဖြတ်ကနေဆိုတီဟာပွေထားတဲ့ရေအိုးကိုဆွဲယူကတက်ချက်တောင်မကြည့်တဲ့သူစားကြောင့်ပဲစိတ်ဆိုးနေမှန်းတီဟာသိပါတယ်တခွန်းလောက်သာထမ်းဟမယ်ကြံမိမဲ့တခင်မမျက်တော်ရှာနေရမလို့သာအตาနောက်ဆုံးလဲရတော့တယ်ရပါတယ်လို့တော့မပြောလိုက်ရအောင်ဒါနဲ့မသူစားအကိုတီဟာကိုစိတ်ဆိုးနေရောသလားပြောပြီးမှပဲနောင်ငင်ရှိချင်းသွားပါတယ်သူတို့စကားရေးကြားပန်များပြီးတော့ကိုတော်သူတို့စကားရေးစကားတန်းနဲ့ပြောမိတော့တယ်ထင်ပါကျုပ်လည်းတိတ်ချမတွေးတတ်တော့ရုံမိမသားရဲ့စိတ်ဓာတ်ကလေခက်လေတယ်အိုးကျွန်တော်ကတမီးစားစိတ်ကောက်တယ်ထင်နေရဟာဒုက္ခပါနောင်ငယ်မဆိုတဲ့တော့မဆိုပါလေနဲ့သူစားကြုံမကြီးလောင်းပါဟိုအဖြစ်ဘသူနဲ့မှလက်ထက်ရသေးရမဟုတ်ပဲမကြီးလောင်းစနီးလောင်းနဲ့ဒီစကားစိုးရီကအတင်ခရမှာတော်တော်လေးအရေးပါပုံရတယ်ကိုရီးယားစုမှာဖြင့်လက်ထက်ပွဲရထွက်ပြေးသွားတာတော့ဆက်ဆက်ပြီးတော့မှတခြားသူနဲ့ကြိုက်မိသွားတာတွေကတပုံကြီးမိဘပေးစားလို့ယူလိုက်ရတဲ့အဖြစ်ဆိုတာခက်ဝဝမှကျင်းနေပြီလူတိုင်းကလွတ်လပ်ခွင့်ရှိရခင်မှာရှင်လေးတယ်ခက်တူတူသာရှိရမိတော့တယ်သူ့ရဲ့လက်ထက်ကရွှေတပုံကိုဆွဲခုပ်ပြီးတော့အတူရောက်နေရင်းနဲ့တီဟောက်တစ်ချက်လှည့်ကြည့်မိလိုက်တော့တယ်ညနာစေမကောင်းဟန်နဲ့နောင်ငယ်တန်တရားဝင်ပြီးတော့တယ်ထင်းတဲ့အတိုင်းတီဟာဆိုရင်လှသူဆောင်များသဘောကျနေသေးလားဒီလိုဆိုရင်တော့ဖြင့်ဖူးစာမှန်တဲ့သူတွေချစ်ကြသူတို့ပေါင်းကြရလျောက်နောင်ငယ်တို့တက်ဆန်းသမျှကိုညီရပေမယ်ခွန်မင်းတို့တော့စေမကောင်းဘူးဆိုပေမဲ့သူ့ကြည့်ရလဲလှသူဆောင်စိတ်ဝင်စားမှုမပေါ်ပါဘူးဒါဆိုပြန်ပါအောင်မယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အကိုတီဟာရေတပုံးကိုစင်ဝင်ကြည့်တဲ့လောင်ဖြည့်လိုက်တော့တယ်။ဦးကြီးကမင်းတွေကိုတစ်ဖက်ရွာအမျိုးရစီအလဲပို့တာကြောင့်ပဲအင်ဒီရဲ့မှာနောင်ငယ်တယောက်ထဲဝေထားတဲ့ရှေ့ခဝတ်စုံတွေကိုစိတ်အားစွာနဲ့ဆွဲချွတ်လိုက်ပြီးတော့တပတ်အသွင်ဒူအတိအဝတ်ပိုင်းလေးကိုခါမှပတ်လိုက်တော့တယ်။ရှင်မချိုးခင်ကိုလေးကိုခိုင်းရမ်းပြီးတော့တချင်းနူးလေးကိုစုံမိလိုက်သေးတယ်။ဘယ်သူမှမရှိအောင်မလုပ်ပဲကားကွက်နေနေအောင်လုပ်လိုက်သေးတယ်။
ခေါင်းလျှော်ရတရောကမုံမဲနဲ့တူရဲအေးလေမင်္ဂလာရှိရပေါ့စပင်းနေအောင်ပြော့လာမယ်ထင်ရကုန်ပါပြီလူကခိုင်ရဲနေအောင်မလို့တရောကမုံနေထည့်ထားတဲ့လက်တော်ခန့်ဝက်စစ်ပုတ်ခွက်လေးကကြောက်ပြားပေါ်မှာဖိတ်ဆင်းသွားတော့တယ်ရွှေချူးနေတဲ့နေရာမှာအသေးချာခင်းထားတဲ့ကြောက်ပြားရွှေကြီးကလင်္ကာပေခန့်တော့ရှိမယ်ဒါကနောင်ငယ်သဘောကျတဲ့အချက်တော့ဖြစ်ပါတယ်ရွှေလောင်းလို့မြေကြီးပေါ်ရွှွန်နေထရွှေချူးရမှာတော့3မိနစ်တောင်ခုမှရေချိုးတဲ့ထင်ပါအမလီလက်လိုက်တာဗျအသက်မပေးတတ်ဘူးလားရိုတက်လှည့်ကြည့်မိလိုက်တော့ခွန်မင်းကအနေငယ်ပြုံးကိုတန်သွားလိုက်တော့တယ်နောင်ငယ်တယောက်ကအသေးလေးငယ်ပါဟိုနားမှာပေါက်ပြားချလိုက်သေးတာ။နောင်ငယ်မကြားလေရော့။ကဲပါအေးမိလိမယ်ချိုးလေရော့။ကြိုချေးလက်နည်းနည်းစေးရမယ်ပါ။ရာကင်းကိုနေလေကတိအားသွားပြီးတော့ကိုရိုင်းလိုက်ခဲ့တာမလို့ပဲ။ခွန်မင်းရဲ့ခြေလက်တို့ရွှွနေနဲ့ပေးချန်နေရတယ်။အတူရှက်တွဲထားတဲ့စေုံနှလုံးတရားနဲ့တလုံးဝယူပြီးတော့ကြောက်ပြားပေါ်တက်လိုက်တဲ့တခဏဘုံကနေပြိုလဲတဲ့နဲ့တူခွန်မင်းဟာဆိုရင်သူ့ကိုနောက်ကျော်ပေးကအုံမခွက်လေးကိုင်ထားတဲ့နောင်ငယ်ရဲ့တင်မဘွားအဝတ်တွေကိုဆွဲချုံမိလိုက်တော့တယ်။နှစ်ဦးလုံးစက်တွေတေးသွားမိတော့တယ်။ပထမဆုံးအစ်စ်ဝင်လာတဲ့သူကနောင်ငယ်။နောင်ငယ်ညနာဟာဆိုရင်ရရဲနီနေကြတော့တယ်။ခုနတစ်ပတ်ကိုသာကုန်းကောက်လိုက်တော့တယ်။နောက်ပြီးတော့ကြောင်ကြည့်နေတဲ့သူလည်းစိတ်ချင်းပေါက်လာမလို့ပဲလက်ထဲအုံမုတ်ခန့်နဲ့သာကောက်ထုတ်လိုက်တော့တယ်။ညလုံးတွေကဖေးလာကြည့်နေရလဲ။ဟဲ့အခုမဲ့အမြဲသူဟာသာအထက်စီပြောတတ်တဲ့ခုံမင်းဟာဆိုရင်ခေါင်းကပူတီထသွားတာတော့တတိမမူမိဘူးခေါင်းတက်ဆက်ဆက်လေးနှိပ်ပြီးတော့မျက်လုံးစုံမိလိုက်တော့တယ်ဒီတော့မှပဲနောင်ငယ်ကအိမ်ဝင်နဲ့အမြန်ပြေးဝင်လာခဲ့ပြီးတော့တယ်သူ့အတွက်ပေးထားတဲ့အခက်အခဲတွေဝင်ကတကောက်ပါမိန်လုံးထုတ်ပြီးတော့ကတင်မော်ပြေးထိုင်ပြီးတော့တယ်ငါမျက်နှာဘယ်နှတော့ထားတော့မလဲအချက်တွေကုန်ပါပြီခြေထောက်တွေလှုပ်ခါပြီးတော့နောင်ငယ်တွတ်ရွရွနေပြီးတော့တယ်တတနဲ့တကူဒီလိုတကားမှအချက်မကွဲခဲ့ဘူးတာကြောင့်ပါအင်ကြီးလည်းပြန်မွေးရသေးပဲနဲ့ဒီတိုင်းထိုင်နေမိတော့တယ်။ကြောင်ကြီးနေရဲ့ခွန်မင်းရဲ့မျက်လုံးတွေကိုသာမြင်မိရတော့မျက်နှာသားတားနဲ့လှီးပြေးချင်မှာတော့တယ်။ခွန်မင်းရုတ်တရက်ချော်လဲရတဲ့အကြောင်းတွေးမိတော့မှာပဲ။သူ့ရဲ့တရောကင်မွန်လက်ချက်ဆိုတာသိပါတော့တယ်။ရေလဲချုံမနေတော့ပါဘူးလေ။အပိုင်း30မျက်နှာကိုပနေချိန်မြောက်သိခက်မိမှမသိတော့ပါဘူး။မျက်နှာပြက်တစ်ခုလုံးပူရှိန်ထူပူနေရပဲသိပါတော့တယ်။ခွန်မင်းတယောက်ဘေးတော့မှဒီလိုလက်လွတ်စပယ်မျိုးမဖြစ်ခဲ့ဘူးပါဘူး။ဒါပေမဲ့ဒီလိုနေလို့မဖြစ်ပါဘူး။ तू ကလူကြီးမလို့အငယ်တိတ်မရှက်စေဖို့မသိတယ်လို့ဟန်ဆောင်ပေးရမယ်။တက်ပြင်းလေးသာမှုတ်ထုတ်ရင်နှစ်ဖူးတန်းစံတစားတို့ကိုတင်းတင်လိုက်တဲ့အချိန်အောက်ကနေနာကျင်သွားပါတယ်။နှစ်ဖူးကဖူးရောက်နေရနင်းနေတော့မှမဟုတ်တာ။လက်သက်ပြောင်းလာပြီးတော့နောင်ငယ်ကျုပ်ကသူ့လူယောက်ျားလေးလို့ဘယ်မဟုတ်တာကြံစီမှမလို့ဒီလောက်တော့အကဲဆက်နေရတယ်။အဝတ်ကိုအထုံးလေးလောက်ခအရှောင်းလေးရဲ့နှစ်ဖူးအောင်ငွေလေးပေးပြီးမှအခန်းထဲကနေထွက်ကအနောက်ဘက်မှာထမင်းစားဖို့ခုခတ်ပြင်ဆင်လိုက်တော့တယ်။ထမင်းဟင်းတွေကတော့မင်းတွေစီစဉ်ပေးကြတာကြောင့်ဖြစ်ပါတယ်။ထုံးစံတိုင်းထမင်းရနှစ်အိုးချက်နေကြမလို့နောင်ငယ်အတွက်တီးတန်းချက်လေးရှိတဲ့မျိုးသေးသေးလေးတည်းကထမင်းတွေကိုတက်တက်ခူးထားလိုက်တော့တယ်။ပြီးမှအိမ်ပေါ်ပြန်တက်လာပြီးတော့နောင်ငယ်ခန်းရှိရောက်လာတော့တယ်။ထမင်းစားကြဆုံးနောင်ငယ်အချိန်လေးနေရောပြီ။မစားဘူး။ဘယ်နဲ့မစားရှိမလဲ။ညအချိန်မတော်မှစားကြတဲ့ပါဆိုကျုပ်လည်းခုခတ်မကျွေးနိုင်ပါ။ထွက်လာခဲ့ရော။နောင်ငယ်ရှက်နေသလားယောက်ျားသားချင်းပေမို့မရှက်ပါနဲ့မဖြစ်ခဲ့ဘူးလို့ပဲသဘောထားပေးပါမယ်ဗျတကားရွက်လေးကဖြတ်ဆိုပွက်လာခဲ့ရတယ်အခုချိန်ထိနေရင်းနေတဲ့မျက်နှာလေးနဲ့နောင်ငယ်ကသူ့ကိုပူကြည့်ကြည့်နေခဲ့ရတယ်ဘာမှဖြစ်ခဲ့ဘူးလို့သဘောထားမယ်ဟုတ်လားခမရအမြင်နေပြီးပြီဟုတ်ဘလို့လို့အဲ့လိုသဘောထားမှလဲဒီပါဗျာပဲ့ပါတော့မှမဟုတ်တာထမင်းမစားတော့မယ်ရှီကနေကော့ဆက်နဲ့ဦးစွာရှောက်သွားတဲ့သူခွန်မင်းအကြောင်းသားကြည့်နေမိရတယ်သူဟာဘယ်ရက်ကလူသားကိုအိမ်ပေါ်ခေါ်ချင်ချမိရပါလေဟင်းကဘူးသီးရည်ကျဲမလို့ပဲနောင်ငယ်သိမ့်မစားနိုင်တော့ခုံမင်းတတိထားမိရတယ်ခရင်ချင်းသိချက်ထားလေးပါတယ်ဆိုပေမဲ့နောင်ငယ်စားတာကိုသူအားမရအောင်မစားနိုင်လေဦးချင်းရတယ်ကျွန်တော်စားနေပါတယ်အမှန်တော့နောင်ငယ်သိပ်စားမွေးမအောင်ဘိုက်မစားတဲ့အပြင်ဘူးသီးဟာဆိုရင်သူမကြိုက်တဲ့ဟင်းမလို့ထမင်းစားရတာအရသာမရှိပါဘူးဦးကြီးတို့ကတပတ်လောက်ကြာအောင်မယ်မှန်ရပြီးတော့နောက်နေ့များမှနောင်ငယ်အရသာရှိအောင်ကြုံစီစဉ်ပေးရောမယ်အခုတော့တီးခန့်ပြီးစားဖို့ပဲကြုံတောင်းဆိုပါဒီလိုဆိုတော့နောင်ငယ်အားနာသွားပါတယ်သူများအိမ်မှာလည်းအခန့်သားတက်နေသေးရဲ့ဟိုကမစားချေတရားမစားချေဖြစ်နေရမသိရအောင်မလို့ပဲနောင်ငယ်ကောင်းတွင်ခါပြလိုက်တော့တယ်မဟုတ်တာအသိကျွန်တော်အဆင်ပြေတယ်ဒီကူတကမလုပ်ပါနဲ့အခုတော့များဖြင့်ညနေခင်းရကိစ္စဟာဆိုရင်ဘာမှဖြစ်ခဲ့တယ်လို့အချိန်ကြီးအေးချမ်းသွားခဲ့ပါတယ်စားတော့ပြီးတော့အခါရှိလေးနဲ့အရှိကွန်ပြစ်မှာရှင်နေမီအိမ်လေးထုံးပြီးတော့ခဏထိုင်ဖြစ်တော့တယ်ထိန်သားနေရဲ့လာပြင်းညာရဲ့ကောင်းကင်ကိုကြည့်ပြီးတော့
နောင်ငယ်မိဘတွေကိုလွန်ဆွမိရတယ်ဖဖေနဲ့မမေကအရန်စိတ်ပူနေမှာပြီးတော့ကျွန်တော်တငယ်ချင်းတွေလည်းဘလို့ဖြစ်နေကြပြီလဲမသိဘူးကားမောက်တော့ကသူတို့လည်းပါတာကိုတိလာအသိကျွန်တော်သူတို့အရန်လွန်းတယ်ကောင်းကင်သာမောကြည့်နေရဲဆိုပေမဲ့နောင်ငယ်မြုံဝဲတဲမှာမျက်ရည်စာတော့တွဲခွနေရမှခွန်မင်းခံမှန်းမိပါတယ်အိမ်လန်ရှာနေမဲ့ကလေးကိုလည်းသူနားလေတယ်နောင်ငယ်ကိုယ်တိုင်ကဘယ်ရက်ကလာလဲလည်းမသိတော့စုံစမ်းပေးရခက်ပါနောင်ငယ်မြို့ပိုင်စီကိုအကြောင်းကြားပေးထားပေးမယ်လေနောင်ငယ်ကိုလာရှာလို့ကအခုထိကိုမရှိသေးဘူးလေဘသူမှလာရှာမှာမဟုတ်ဘူးအသိကျွန်တော်ကခမရတော့မသိရဲ့တစ်ဖက်ချမ်းမနေတာဒီကိုဘလို့လို့ရောက်လာတယ်လဲမသိသလိုဘလို့ပြန်ရမယ်လဲမသိဘူးခုံမင်းလည်းမပြောတတ်တော့ပါဘူးနောင်ငယ်ညာနေရမဟုတ်မှလည်းသိပါတယ်အတင်းကိုမိနေရမျိုးလည်းမဟုတ်ဘူးဆိုတာသိရဲ့နှစ်သိမ့်ရုံသာတတ်နိုင်တဲ့အနေထားမလို့ပဲမသိလိုက်ဖဲနဲ့ကိုပြည့်စုံမှကြံထားတဲ့နောင်ငယ်လက်ကလေးတစ်ဖက်ကိုအသာအုပ်ကန်လိုက်တော့တယ်အဆင်ပြေပါလိမ့်မယ်နောင်ငယ်အချိန်တိုင်းလန်တစ်ခုထွက်ပေါ်လာမယ်လို့ယူဆတာမလို့လက်ရှိမှာပဲပျော်အောင်နေပါကလေးငယ်လူအေးစရာကြားရခဲ့တဲ့နူးညံ့တဲ့စကားသံလေးမလို့ပဲနောင်ငယ်လှည့်ကြည့်ပြီးတော့နှစ်ကပြုံးပြမိတော့တယ်အလင်းရောင်ဖြားအောင်မှာတော့ခုံမဲနှစ်ပူးထိပ်မှာနေရနေရရုပ်သူတတိချမိပြီးတော့သူမကင်ထားတဲ့ကျန်တဲ့လက်တစ်ဖက်နဲ့လှမ်းဆန်းလိုက်တော့တယ် Oh my god အာလူပူတီကအကြီးပဲလက်ကိုဖြတ်ခနဲ့ပြန်ယုံလိုက်ခနောင်ငယ်အပြစ်ရွှေ့သလိုမျက်နှာပေးလေးဖြတ်သွားပါတယ်ဟုတ်တအားနာမလားစိတ်မဆိုးနဲ့နော်ကျွန်တော်ကလေရိုးတရက်ဆိုတော့ပြီးတော့အသေးရလဲပြိုးပြီးကြည့်စကားလေးဘလို့ရှေ့ဆက်ရမှမသိတော့ပါဘူးခုံမရလဲထားခက်တဲ့အမျက်နဲ့ထားနဲ့စိတ်မရှိလေပါနဲ့ကျုပ်လည်းမယူရပါတယောက်မျက်နှာတယောက်မကြည့်ပဲနဲ့ကောင်းကင်ကိုတော့မောကြည့်မိပြန်နေကြင်အောင်တလဲလဲတောက်ပနေရဲ့အသင်ခရခရဲ့လုံရမှာကွန်ပျူတာတစ်ခုပေါ်မှာတော့ဖြူဖြူနုနုလက်ကလေးတစ်ဖက်ပေါ်ကြီးမလက်တစ်ဖက်ကအောက်ကင်လျက်မသိလိုက်မသိတာနဲ့လက်ချင်းကရဲ့ဆက်ခဲ့ကြတယ်တစ်ဖက်ရွာကိုတင်းနိုင်မျိုးစီဝေးပြီးရဲ့ခွန်မင်းဟာဆိုရင်ရွာလူကြီးရဲ့ဖိတ်ခုံမှုကြောင့်ပဲအခါရီချမ်းခဏလောက်အတူတောက်ဖြစ်ခဲ့သေးရဲ့မနေ့တုန်းကထွက်လာတာညနေပိုင်းရောက်နေပြီဆိုတော့အတူခေါ်လာတဲ့အောင်ဆန်းနဲ့အတူရွာလူကြီးကိုနှုတ်ဆက်ခဲ့လိုက်တော့တယ်မြင်းလဲလေးကိုတော့အောင်ဆန်းကမောင်းကရွာပြင်အထိဦးကြည့်ရဲ့လမ်းဟာဆိုရင်ပုံမှန်ပဲဖြစ်ပါတယ်ဒါပေမဲ့ရွာလန်းချိုးတစ်ခုမှတွေးလိုက်ရတဲ့သူကြောင့်ပဲခြေလိုင်းကိုရွက်တန်သွားတယ်သူစကားမဆခင်မှာပဲတစ်ဖက်ကစကားဆက်လာခဲ့တော့တယ်အမောင်မဒီဟာဆိုရင်လှပဆဲဖြစ်ပါတယ်ချီရိုးရောက်ဖို့ဆုံးပဝါပပနဲ့အသားချုံလန်းထားပြီးတော့ဝတ်ဆန့်ထားတဲ့သူမဟာဆိုရင်ရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိနေစေလည်းဖြစ်ပါတယ်သူမတလန်းချလန်းလာပြီးတော့မတွေ့တာအတော်ကြာပါအမောင်ကြံကဲတာပေးစမတွေ့တာတကယ်ကိုအတော်ကြာခဲ့ပြီထင်ပါမယ်မကြီးနေနိုင်ရဲ့လေမမဒီရဲ့ဖိတ်ခေါ်မှုနဲ့သူမဦးကြီးတို့အိမ်ကိုရောက်ခဲ့ပါတယ်အတော်အသင်ရှိနေတဲ့မမဒီရဲ့ဦးကြီးတို့မိသားစုဟာခွန်မင်းကိုလုံရရဲ့တကြီးလောင်ဖြစ်မိတ်ဆက်ပေးလိုက်တော့အဲဝတ်ကျေစွာပဲအခန့်ကြရတယ်။ထမင်းဟွန်းလည်းငင်းနေတဲ့ကြားကနေအတင်းခင်းချင်းတော့ခွန်မင်းကအားနာပေမဲ့အောင်ဆန်းတော့ဝမ်းသာအားရှိနေပါတယ်။ရွာမိဘတွေစီအရင်မပြန်လေဦးထင်။မြို့မှာအရီရိုးစီအနေကြသွားတာပါအမောင်။ပြန်တော့လေအရှိကသူ့ရဲ့မောင်ငယ်ဖြစ်တဲ့အရေးစီအကြုံပါလိုက်နေတော့ဒီရောက်နေရတာ။ရက်နေငယ်နေပြီးမှပြန်လာမယ်ပါ။ကျူနေမယ်ဟုတ်စား။ထုံးစံတိုင်းမမတီကယုံကြည်မှုရှိတဲ့မျက်လုံးတင်နဲ့ဝင်းငါဆိုလိုက်တော့တယ်။ခုံမရပြုံးပြမိလိုက်တော့တယ်။ငေချစ်ဦးကပြူစားနေစေဖြစ်ပါတယ်။အချိန်လေးနေရောမယ်ထင်နေ။ကြီးမပဲအိတ်သွားပါတော့လား။ဦးကြီးတို့ကနေရအောင်ပြင်နေလိမ့်မယ်ထင်နေ။အိမ်မှာစိတ်ပူစရာလည်းမရှိဘူးမလား။ဒီလိုဆိုမှပဲကွန်မန်တင်းကြီးနဲ့ဖြစ်သွားတယ်။အိမ်မှာနောင်ငယ်တယောက်တည်းကြံခဲ့တယ်။သူပင်မနေမှာစိုးရကြောင့်ပဲခေါမလာခဲ့ပဲနဲ့ညနေဆောင်မှပြန်လာမယ်ဆိုကမှအခုမှောင်နေရောပြီ။ဟိုတခါဘိုက်တော့အောင်ပြီကတည်းကအစားတောက်ကျူးဆိုင်နေရတဲ့နောင်ငယ်ဟာဆိုရင်ညနေစာမှစားပြီးရဲ့လားသူပြန်လာမှချက်ပေးခဲ့မယ်လို့ပြောတော့ကောင်းညိတ်ကပြုံးပြနေတဲ့ကောင်ငယ်လေးကိုမြင်ရပြီးတော့လူကစက်ခနဲ့ထားရမိသွားတယ်မင်းနေရောတာအိမ်ကိုအရေးတကြီးပြန်ရမယ်ပါမယ်မတီးရွာပြန်ရောက်မှပဲထပ်တွေ့ကြမယ်ပေါ့အိုးကြီးတို့လည်းနှုတ်ဆက်တယ်လို့ပြောပေးပါလေမဲမတီးစကားမစုံနိုင်ခင်မှာပဲချက်ချင်းပဲအောင်ဆန်းကိုခေါ်ပြီးတော့တုတ်ချေတင်ရတော့တယ်စိတ်ပူနေတဲ့စိတ်ကတည်ရည်တိုးနေပြီဖြစ်ပါတယ်မြန်မြန်မောင်ခိုင်းနေလေတော့မြင်းလေးလည်းတနာပါအောင်လို့အောင်ဆန်းရရွတ်တဲ့အထိမကြခင်မှာတော့ချံဝင်းရှိမှမြင်းလဲမရက်ခင်ပဲခုံမင်းခုံဆက်လိုက်တော့တယ်။မှောင်မင်းရဲ့အိမ်ကိုအောင်ဆန်းတော့တစ်ချက်ကြည့်ပြီးတော့ထွက်ခွာသွားခဲ့တော့တယ်။နောင်ငယ်တအိမ်လုံးဟာဆိုရင်မဲမောင်နေရတယ်။အိမ်ရိုင်းနောက်ဖက်မီးဖို့နာမှာမီးရောက်တဲ့လေးမလို့အပြေးသွားလိုက်တော့တယ်။ရင်းနေစီမီးအိမ်အောင်မှာမှောင်ပြပြမြင်နေရတဲ့နောင်ငယ်အသွင်ဟာဆိုရင်ခုံမင်းကိုနေကနေခန်းစားမိစေပါတယ်။ပါထက်မှာတော့မဲတူပေးပွားနေတဲ့မျက်ရည်စားတွေနဲ့
နောင်ငယ်ကရွှေရစပွဲမှာစံပြုတ်လီလာလိုတောင်ထင်ရတဲ့နောက်ပြီးတော့ချက်ထားရပဲလိုတောင်ထင်ရတဲ့ဘူးသီးဟင်းတစ်ခွက်ပါဇက်ထဲမှာလည်းပလုတ်ပလောင်နဲ့မျက်ရည်လွယ်ရဖြစ်နေသေးတယ်ခွန်မင်းကသူ့ရဲ့အနာကိုအပြေလေးငိုတော့ထိုင်ပြီးတော့တယ်တောင်းပန်နေပါနောင်ငယ်ဘိုက်တအားစာနေခဲ့ရောကြုံမိသွားခဲ့ပါကလေးငယ်ဟာဆိုရင်ချောသူရှိလို့ပုံငေါ်ရဲဆိုသလိုပဲမျက်ရည်ဦးကြီးတို့ဟာဆိုရင်တလိန်ချင်းပါဖြစ်ပေါ်အစင်းကြလာတော့တယ်နောင်ငယ်တသက်နဲ့တကူဂျီလိုချီနေမျိုးနဲ့မစားတော့ခဲ့ဘူးပေါ့ဘိုက်တော်စာနေတဲ့တဲကနေကိုရိုင်းကမချက်ပြုတ်တတ်တာမလို့ပဲထမင်းဟင်းကလည်းအစင်မပြေဟင်းဆိုတာလည်းသူ့မုံနဲ့ပူတည်တာရှိအောင်မလို့မတက်နိုင်အောင်မမသူ့စားလို့စီသွားဖို့စဉ်းစားရဲဆိုပေမဲ့ပြန်လာမအောင်စောင့်နေစေခြင်းနဲ့လူကြီးကြောင့်ပဲသူချင်းမလန့်ဖြစ်ပါအောင်ခမရဗမေမနဲ့သွားပြောနေလို့လူတယောက်လုံးမေးခဲ့တာလေဘလောက်ထောင်ပိုက်စားနေကြလဲမင်းကဘလို့ထုံးခဲ့ရလဲမမမဲရဘလောက်ကြောင်နေကြလဲသိလားမောင်လို့အိမ်သားတော့မသွားရခမရသိတာနဲ့စကားလို့ရှင့်မှန်သူသိပါတယ်ဒါပေမဲ့သူ့ဘက်လှည့်ပြောရန်စကားဆိုတဲ့နောင်ငယ်မျက်နှာပေါ်မျက်ရည်စက်တို့လက်နှစ်ဖက်နဲ့တုပ်ပေးနေမိရောတယ်ပေတလူခါနေပြီးဖြစ်တဲ့မျက်နှာပေးဟာဆိုရင်သူ့ရဲ့မျက်နှာမှာတနည်းအားဖြင့်တော့ချစ်စရာကောင်းနေခဲ့ပါတယ်ဟုတ်တာပါကြုံမာတယ်နောင်ငယ်ကိုပြထားမိတယ်လို့ဖြစ်တာကြုံမှာပါနော်တိတ်တိတ်မငူလေးရောနဲ့ထမင်းတော်မချက်တဲ့ရောလားဆိုပြီးတော့အပြစ်လည်းမတည့်ကြမအောင်နောင်ငယ်ကျင်လည်ခဲ့မှုတဲ့လောကဟာဆိုရင်ဘလို့မှမသိပေမဲ့ဖူဖူမှုတ်ထားခဲ့ရတဲ့ကလေးငယ်တယောက်ဆိုတော့သိကြတာမလို့အခုလိုဖြစ်မျိုးကသူတော်တော်လေးခက်ခဲမဲ့မဲ့လဲခုံမင်းသိပါတယ်ကလေးငယ်ပေါ်အားနာမိရောတယ်ကျွန်တော်ဘယ်တော့မှတာမျိုးမလုပ်ဘူးချင်မွေးမိမလောက်လက်မွေးမိမလောက်နေခဲ့တာဘယ်မွေးမှမိမလောက်ဘူးဗျအခုတော့ခမရနေကြမှာစိတ်ကုန်တယ်လို့တီးရှိုင်းငိုနေစဲမလို့ပဲတတ်တာလို့တတ်တာညငိုတုံးထိုင်နေတဲ့နောင်ငယ်ကိုလုံးလေးကိုတိုင်ဖက်ကနှိမ့်သိမ့်ပေးလိုက်တော့တယ်ကျုပ်တီပါကျုပ်တီအောင်မို့တောင်းပန်ရောတယ်ကလေးငယ်စိတ်မဆိုးလေးနဲ့နော်ကျွန်တော်ဘူးသေးလည်းမကြိုက်ဘူးဟုတ်ပြီကျုပ်ချင်မောင်ဆက်ဆက်လေးကိုအခုပဲချက်ပေးရမယ်နောင်ငယ်ကြိုက်တာကျုပ်တီပါတအားမဆက်စင်းနဲ့နော်ရှိုက်တဲ့တဝက်နဲ့ပြောလာတော့ခွန်မင်းကောင်းညှိပြလိုက်ပါတော့တယ်အစကတည်းကအမြင်မကြည့်ခက်တဲ့စုပူဆက်ဆံခဲ့တာလေခွန်မင်းပါပဲအခုမှဘာကြောင့်များအလိုလိုက်ချော့နေမှန်းလဲကိုယ်တိုင်လည်းနားမလဲပါဘူးဖြစ်နိုင်ချေကတော့မြေဝေးဖောက်ဝေးကလေးငယ်ကိုစေတနာပို့ခဲ့ချင်ပါတယ်အခုတော့ဖြင့်မိအိမ်ငယ်နဲ့အိမ်ဘေးကချင်မောက်ခင်းနဲ့ခွန်မင်းတယောက်မွေးရော်ရတော့တယ်စိတ်ရင်းနဲ့တောင်းပန်ရော်တယ်နောင်ငယ်အပိုင်းဆက်တဲ့ဦးကြီးနဲ့မိနွယ်တို့ဟာဆိုရင်တပတ်တောင်မပြေပါဘူးအိမ်ကိုပြန်လာခဲ့တော့တယ်ခြံထဲဝင်လာတဲ့ဦးကြီးလက်ထဲကနေဓာတ်ကောက်ပါလေးကိုနောင်ငယ်အပြေးတယ်လေတော့ဦးကြီးကချစ်စနိုးနဲ့အောင်ပြုံးပြတယ်မိနွယ်ကတော့နောင်ငယ်ကိုသွားရီပေါအောင်ပြုံးပြပြီးမှအိမ်ထဲရင်ဝင်သွားတော့တယ်အစင်ပြေနေရော့ချင်းကလေးငယ်မျက်နှာလေးပြေးလာပြီဆိုတော့နောင်ငယ်ဟီးကနေရီပြလိုက်တော့တယ်ဟိုတညကလေးကနောင်ငယ်ရဲ့အစားတောက်ကိုခွန်မင်းကအထူးတက်လက်ကျူဆိုင်ပေးပြီးတော့စားကျင်တောက်ချင်းအမှန်စရာကြောင့်ပဲမျက်နှာလေးကအသင်ခရာလျှောက်ပြီးပထမဆုံးအနေနဲ့ပြေးလာဖြစ်ပါတယ်မပြေးရှိရောလားဦးရဲ့ချက်ပေးသမျှစားပါနေလဲနေကင်းလဲအိတ်ဆက်ညမကြခင်ကိုလုံးလေးပါဖြစ်လာရောတယ်ခွန်မင်းကအိမ်ပေါဝါနာထိလမ်းလာတဲ့ဦးကြီးကိုနှုတ်ဆက်ရင်းနဲ့နောင်ငယ်ချန်ကနေတကောက်ဖားလေးကိုလွှဲပြောင်းယူလိုက်တော့တယ်ဦးကြီးကတော့နှစ်ယောက်သားအဆင်ပြေနေပုံကြီးကသဘောတကျရှိနေကြရတယ်ခွန်မင်းကရှင်ကြီးလွယ်တဲ့ဇာတ်ရှိအောင်မှုတာကြောင့်ပဲသူတို့အိမ်ကိုလာနေတဲ့ကလေးငယ်ကိုအဆင်ပြေအောင်မဆက်ဆက်တတ်ရင်ကလေးငယ်စိတ်အားငယ်မှာစိုးနေတာအခုကြည့်တော့အခက်အခဲရှိပုံတော့မရပါဘူးဘယ်နေကြောင်အစိုးရပြန်လာခဲ့ပါရောဦးကြီးတပတ်လောက်ကြာအောင်မယ်ဆိုခဲ့ပါလားမိနွယ်ကသူ့မျိုးလေးနဲ့အလွမ်းတဲလို့ဝါတပါလိအိမ်ပြန်လာခြင်းရောတဲ့ကဲဘိုင်လဲစားပါဘာချက်ထားလဲခွန်မင်းဦးကြီးကလက်ဖက်ရည်ချမ်းပကံလေးကိုကင်တောက်ပြီးမှစကားဆိုခဲ့ရတယ်နောင်ငယ်ကတော့ဦးကြီးပေးနာထိုင်ကတခြားရွာအတွေ့အကြုံတွေကိုမျှော်လင့်နေဟန်နဲ့ချက်မောင်ချစ်ဆက်လေးချက်ထားတယ်ပါအသင်ခွန်မင်းဘက်လက်ကတန်ရွှေဆွဲခေါ်ညီးညူပြတော့ခွန်မင်းမျက်နှာပြောင်းဆဆဖြစ်သွားတော့အမြတ်ပြန်ထိန်လိုက်ပါတယ်ကလေးငယ်မကြိုက်ရောလားအရင်ကအရင်ကြိုက်ပါတယ်ဦးရဲ့ဟိုတနည်းညတွေကနေနောက်နေ့အထိအတင်ကချင်မောင်ဟင်းမချက်ကျွေးနေတော့အခုကျွန်တော်ကရွှေချင်မောင်တုံးကမှာပဲမောင်မုံပြန်ငယ်မယ်ဖြစ်နေပြီညနာလေးမဲကညီညူလေးတော့ဦးကြီးကဟက်ဟက်ပပနဲ့ရှိရောတယ်ခွန်မင်းရဲ့မျက်နှာလေးပြောင်းပြောင်းတမ်းပြီးတော့ခွန်မင်းရဲ့မင်းမလဲကွက်နောက်တာပါဦးရဲ့ဒီနေ့အတွက်ငါးဟင်းလေးချက်ထားတယ်ပါဘယ်နဲ့အမောင်ခွန်မင်းတနာနောက်တက်တယ်လားဘယ်တော့မှအခုလိုနောက်ပြောင်ကြည်စဲတဲ့အမှုပြုတ်ဘူးတလဲကွရုတ်တရက်ဦးကြီးကစားနောက်ချင်းဟန်နဲ့ဆိုတော့ခွန်မင်းရုတ်တရက်မျက်နှာပဲနားချမှန်းမသိဖြစ်သွားပါတယ်နောက်ရုံးငယ်တော့ပြုံးစီစီနဲ့ဟုတ်တော့ဟုတ်တာသူကတခါမှတပားသူစားနောက်ခရမျိုးမရှိခဲ့ဘူးလေကျုပ်တို့ဘဝမှာနေပြောလာတပါထင်မင်းတွေခုခက်လေရောဦးကြီးကရေလက်စားနဲ့ပဲနောက်ဖေးခန်းနဲ့ဆင်းသွားတော့တယ်ခွန်မင်းကြောင်ရမ်းနေမိနေစမှာပဲ
နောင်ငယ်ထိုင်နေရနေချလာပြီးတော့ခွန်မင်းမျက်နှာနောက်ကိုလေးကန်ကတမင်တက်လောင်မော့ငေးရတယ်အမေတခြားဘသူ့မှာစနောက်ဖူတာမရှိဘူးထင်တယ်အခုရှက်နေရလားအတင်ကညနာရှင်မှာမြင်နေရတဲ့မျက်နှာဝိုင်းဝိုင်းလေးတွေကိုကြည့်ပြီးတော့ညနာလွဲကဦးင်းနောက်ကိုလိုက်ဖို့ပြင်လိုက်တော့တယ်နောင်ငယ်ကနောက်ကနေတကောက်ကောက်ဆက်လိုက်ပြီးတော့တကယ်ပါဗျာရှက်နေရကြီးကတကယ် cutie ပိုင်းပါဗျာနောင်ငယ်ဆန်ကနေစကားအဆန်းကြောင့်ပဲခွန်မင်းခြေလန်းရက်ကငေးကြည့်လိုက်တော့တယ် cutie ပိုင်းဘာလို့ဆိုလို့တပဘယ်လိုမျိုးရဲ့ဘာသာစကားလေးလဲအမှန်တကယ်ကိုမသိနာလေတဲ့အသင်ခရသားကိုကြည့်ပြီးတော့နောင်ငယ်ရွှေကျင်တဲ့စိတ်ကိုထင်မြတော့ပါခယူတီပိုင်းနဲ့လားအသင်ဟာခမရတကယ်ကိုနောင်ငယ်သဘောတကျရှီမောနေတော့ခွန်မင်းမျက်မှောင်ကျုံသွားတယ်အကြီးကိုမယုံမသိမပြုတ်လေးနဲ့နောင်ငယ်လှောင်ရည်ချင်းကရိုင်းပြတပသဘောမကျလေဟန်ညနေချားနေဆိုတော့နောင်ငယ်ကရေကိုစူးစမ်းဖို့ရွှက်ပြီးတော့ကောင်းကြီးပြလိုက်တော့တယ်ဒီလိုရည်ရွယ်ရတော့မဟုတ်ပါဘူးသူမြောက်လှောင်ရည်တာမျိုးနောင်ငယ်ရဲ့တပွားလုံးမှာဘယ်တော့ခါမှမလုပ်ခဲ့ဘူးခုကခွန်မင်းရဲ့အတန်ကချစ်စရာကောင်းလို့သူမထိန်နိုင်မင်းနဲ့ရှိမိသွားတာဖြစ်ပါတယ်အတောင်းမှပါတယ်ကျွန်တော်ကရိုင်းပြတဲ့တပွားမျိုးမဟုတ်ဒီတိုင်းတရားချစ်စရာကောင်းလို့ကျွန်တော်ကရှိမိလိုက်တာခရုတီပိုင်းဆိုတာဘလို့သဘောကိုတက်ရောက်တပါနောင်ငယ်စိတ်ဝင်စားစရာတွေ့ရခလေးလို့ပြန်မေးလာတော့နောင်ငယ်ပြင်းချင်းမရှိမလားဒါပေမဲ့ခွန်မင်းရဲ့ဒေါသအောင်လေစိုးတာဆိုတော့ချစ်စရာကောင်းတယ်လို့ဆိုတာမျိုးပေါ့ခုနအတင်းရဲ့ပုံစံတကယ်ကိုချစ်စရာကြီးခွန်မင်းရုပ်တရက်စဉ်းစားပြီးတော့မှကောင်းတဆက်ဆက်ညှိကဒီလိုဆိုကျုပ်က cutie ပိုင်းမဖြစ်လေရောဘူးနောင်ငယ်ကမှ cutie ပိုင်းပါလေပြီးတော့မှခွန်မင်းကအောက်ဘက်ကိုအရှင်ဆင်းသွားလိုက်တော့တယ်နောင်ငယ်မှသာပါဇက်အဟောင်းသားလေးနဲ့ကြံနေတော့တယ်အတော့လေအတင်းခရတာနောင်ငယ်အားဆိုရင်တော့ခွန်မင်းသွားတဲ့နောက်ကိုအမြန်ပြေးလိုက်ရတော့တယ်ဦးကြီးနဲ့မိနွယ်ခွန်မင်းနောင်ငယ်တို့ရဲ့ထမိန်ဝိုင်းဟာဆိုရင်မိနွယ်နဲ့နောင်ငယ်တို့ရဲ့အတန်တဆာဆာနဲ့သာဝေစာနေတော့တယ်အိမ်ရှိကခေါ်တန်ကြပါမိနဲ့သွားကြည့်လိုက်မယ်စားနေမိနွယ်ကျုံနေမယ်ခေါ်နေရကျုပ်ပွဲသွားကြည့်လိုက်ပေါ့ခွန်မင်းကထမင်းစားလက်ဆောင်ခဏရက်ကလက်ဆေးပြီးတော့အိမ်ရှိထွက်လာခဲ့တော့တယ်အိမ်ရှိမှာရွက်လျက်စောင်းနေတဲ့သူကမင်းမတီခွန်မင်းလှက်ခနဲ့ပြောသွားခဲ့တော့တယ်ပြန်ရောက်လေပေါင်းမင်းမတီအိမ်ထဲဝင်ပါမင်းညအမောင်ဒီနေ့အလင်းလျိုပြီးတော့အမောင်ခွန်မင်းစီလာခဲ့တာပါဦးရောရှိလေစားဒီမှာတောက်ရှိပစိုးတွေကြောရအောင်ဝင်လာခဲ့တာပါအမောင်တက်လဲပါလေဦးကြီးထမင်းစားနေရောတယ်ခဏထိုင်ပေါင်းမင်းမတီမင်းရွယ်ကိုလက်ဖက်ရည်ကြမ်းလေးအရင်ပို့ခိုင်းပါမယ်မင်းမတီကကောင်းညိတ်ပြီးတော့အိမ်ပေါ်တက်လာလိုက်တော့တယ်သူကနန်တွဲအပြိုတော်တို့ရဲ့ဝက်စားဟန်နဲ့ရွာထဲမှာတမှုထိုးပြီးတော့လှပရတဲ့သူလေးလည်းဖြစ်ပါတယ်ခွန်မင်းကသူ့နေရာထိုင်ခင်းပေးပြရနဲ့မကြဦးကြီးကအိမ်ပေါ်ပြန်တက်လာနဲ့ကြုံတော့တယ်ခွန်မင်းကလည်းမင်းရွယ်ကိုလှမ်းပြောပြီးတော့အိမ်အောင်ဘက်ကိုဆင်းသွားလိုက်တော့ဦးကြီးဒီကောင်းလေးစားကောင်းမမင်းမတီမတွေ့တာဖြင့်ကြာရော့ပြီအဆအရာအဆင်ပြေပါလေစားဦးကြီးဆိုရင်မင်းမတီကိုသဘောမတွေ့တော့ညာလေပြပြခက်ခါတော့မဆက်ဆက်မဲ့လိုက်ရောညီထွေရောရှိသွားတယ်လူကြီးပြပြသဘောထားကြည့်ရတဲ့သူမလို့မင်းမတီကကတော့တော်လည်းလက်ခံသွားတယ်ခွန်မင်းကတော့ပြုံးပြီးကြည့်နေကြရတယ်မောင်ကြီးခွန်မင်းမောင်ကြီးအကူငယ်လေးအယိုးစုတပမျက်ရည်ရောထွက်နေရောတယ်မင်းတွေရဲ့ပြပြတလဲလဲတက်ပြောလာတဲ့အတန်ဆုံးခွန်မင်းရဲ့တမဟုတ်ချင်းအိမ်နောက်ဘက်ကိုရောက်သွားခဲ့တော့တယ်ဦးကြီးနဲ့မင်းမတီလည်းလိုက်ဆင်းလာကြတော့တယ်ထမင်းစပွဲနားမှာတော့နေရခန့်ဟန်နဲ့လဲချောင်းသာတတလေးပုတ်နေတဲ့နောင်ငယ်အရာရာကြီးပါနောင်ငယ်တတလေးရောလားမှန်ထမင်းပြုတ်တစုပ်ထပ်စားပါမင်းတွေပေးစမ်းထမင်းပြုတ်မြ мян ခိုးကမင်းတွေကံပေးလေတော့တယ်ထမင်းစုံလေးလှုပ်ပြီးတော့နောင်ငယ်ပတ်ဆက်ထဲခွန်လိုက်တော့တယ်ခွန်မင်းရဲ့သူတပောက်ကဲကဲလောက်ကျူးဆိုင်တဲ့ဟန်ဘယ်တော့မှမြင်ဘူးတဲ့မမတီဟာဆိုရင်အကြောင်းသားငေးကြည့်နေတော့တယ်ညီငယ်တော်လေးသလားဦးကြီးကလေးငယ်ကိုတော်ဆက်ကကဲတင်ခဲ့လေပါပြန်စရာအရင်မသိလေသူမို့ဦးကြီးတို့စောင်းရှောက်ထားရောတယ်ခွန်မင်းကတော့ကလေးငယ်မလို့အရေးတယူကယူဆိုင်တယ်လေထင်ကောင်းငယ်လေးရဲ့မတူကွဲပြားတဲ့ဟောင်းတော့မမတီအကဲခက်နေမိရောတယ်မှန်ရဆိုရမယ်ဆိုရင်အသင်ခရာတစ်ခေတ်လုံးဒီယောက်ျားသားလို့နူးညံ့အေးဆက်တဲ့အမျိုးသမီးတို့တော့မှသူမမြင်ဘူးနောင်ငယ်ဆိုတဲ့ကောင်လေးကမျက်တောင်လေးနဲ့လှတယ်ပါးလေးရလည်းနီးရဲဖြူဦးနေလေပြုံပုတ်တက်နေတဲ့လက်ချောင်းသွဲလေးရလည်းအထင်းသားနီနီရဲရဲနှကန်းဖူးလေးရလည်းမထီရဲစပွဲမမပြိုလေးလို့ဝတ်စားစိတ်ရင်ပင်တော့အမှန်ဦးသူမမင်းကလေးလို့ထင်မိမှာပဲငါပြောသည်ဖြစ်ဖြစ်ချင်းစားရော့မဝါးလေးနဲ့မျိုးချနောင်ငယ်ရသွားပြီထင်ပါလေချောင်းကခံရခတ်တာမလို့နောင်ငယ်မြက်ခန်းဆက်တို့မှမျက်ရည်စားလေးနဲ့ခွန်မဲတက်ပြင်းချကခုမှစိတ်အေးနိုင်တော့တယ်အမြဲဂရုစိုက်လေကျုံနောင်ငယ်ကိုတစ်ချိန်လုံးစိတ်ပူနေရောတယ်အဲမှာအခုကအခမ်းမတင်မှဖြစ်သွားတာကျုပ်အမှန်တမ်းပြောရင်ငါတိတ်ချမစားပြုတ်အယူစုမှကြောက်လို့ခက်လေရော့
မင်းတွေနောင်ငါဟင်းဘသူချက်နောင်ငယ်တို့အယိုးနှွင်ပေးလိုက်ပါလေမင်းတွေကလည်းနောင်ငယ်ရဲ့ပုံစံတနာသွားအောင်လို့ကောင်းတဆက်ဆက်သာညှိလိုက်တော့တယ်နောင်ငယ်ကတော့မျက်လုံးနဲ့မှိတ်အောင်ပြုံးကြီးကသူ့ရဲ့အနာကိုတို့လေးလာထိုင်နေခုံမင်းကြီးရဲ့လက်မောင်းတွေကိုဖတ်တွေ့လိုက်တော့တယ်ငါတို့ရဲ့အတင်ကအကောင်းဆုံးပဲနှမူစားရဟဲနောင်မူစားရဟဲဘာလို့ဆိုလို့ပြန်ရော့တယ်လဲနောင်ငယ်သူ့ကိုကြည့်နေတဲ့ဦးရောသစိမ်းမမပြူပါအနောက်မှာရွှေကြည့်နေရောက်နောင်ငယ်ခဏလောက်မေးသွားတာဖြစ်ပါတယ်ခရိုင်ဒီလိုပဲပြောထွက်နေကြစကားတော့ဒီနေ့ခက်လူတွေနားလည်အောင်ဘလို့ရှင်းပြရပါဟိုအဲ့ဒါအတော်ဆုံးဟုတ်တယ်အတင်ကအတော်ဆုံးလို့ပြောတာခုံမင်းဘာမှပြန်မပြောတော့နောင်ငယ်အေးလဲလဲလေးနဲ့မျက်နှာမိတ်ပြီးတော့တယ်ကြည်တန်းလှုပ်ခနဲ့တောင်းနေကြစကားတော့ဟာဆိုရင်အတင်ခံမှာအထူးဆန်းဖြစ်နေပုံရတယ်ဦးကြီးမမတီပြန်လေရောမယ်ကောင်းကောင်းတော့စကားမပြောရသေးပါမမတီဦးကြီးကခေါင်းသာညှိပြရဲဆိုပေမဲ့ခုံမင်းထင်ကအတန်ထွက်လာပါတယ်ခုံမင်းကနောင်ငယ်ရဲ့အနာမှာမတက်ရက်ခါမမတီစီအကြည့်ပို့လိုက်တော့သူမခက်ပြင်းပြုံးလေးတရုပ်ပြတော့တယ်။နောင်များမပေါ့အမောင်အခုတော့ခလေးငယ်ကိုခူးဆိုင်ရမယ်မလား။ခုံမင်းဘာပြန်ပြောမယ်မှမသိပါဘူး။နောင်ငယ်ကတော့ဖျားတောင်းပြီးတော့တယ်။ဒီအမျိုးသမီးကနောင်ငယ်ကိုခူးဆိုင်ချက်ပေါ့ထင်းငွနေရလို့တော့နောင်ငယ်ခံစားလိုက်ရတော့တယ်။ခေါင်းလဲကြည့်သွားမိတော့တယ်။မသိရင်မမတီဆိုတဲ့သူမ BL Fission တွေကအစစ်မလိုမျိုးဒါဆို तू ကဖေးချင်နေရောက်သွားပြီလေ။ဟာမဖြစ်ဘူး။ကောင်းအတတန်ခိုင်ရန်ပြီးတော့အတွေးတွေမောင်းထုတ်ပစ်လိုက်တော့တယ်။ဖြစ်ချင်းဖြစ်ငါစီမီလုံးပါ။အပိုင်းဆက်နဲ့အသင်းအရင်ဆက်တဲ့ခုမရတကောင်းကိုခပ်ပေါ်ပါထုနေတဲ့အကြားရပါတယ်။ဒါပေမဲ့ဖျားချင်နေတဲ့အချိန်ညောင်ပိုင်းကဓမြတွေတောင်းချက်နေရဲဆိုပြီးတော့ညနေဆောင်မှာတရင်ရတာကြောင့်ပဲချက်ချင်းပဲရွာရဲ့စီယိုခိုင်ခန့်ရေးကင်ချရီတို့အတွက်အလုံများနေကအိယာဝင်တော့ကျသွားတဲ့တက်ပဲအရင်မှပဲနဲ့မထားချင်းစိုးနောင်ငယ်ကျွန်တော်အိမ်သာတက်ချင်လို့အပြင်မှာ2 နာရီလောက်ပဲရှူအောင်မဲထင်တယ်မှောင်မင်းနေရပဲကျွန်တော်ကြောက်တယ်ဒီတခါတော့အတင်ပြီးတော့သွားလိုက်ပါနောင်ငယ်ကျုပ်တကယ်ကိုအတော်အိတ်ချင်တပါမှုအတင်လို့အတန်ရွှေဆွဲကခေါ်လိုက်တော့ညာလေတုတ်ပြန်မှုကပြန်မလာခဲ့ပါဘူးလူကတော်တော်လေးအောင်ချိလိုက်နေပြီမလို့ထောင်စုံသားလေးကမင်းတွေအခန်းစီသွားလိုက်တော့တယ်ယောက်ျားလေးတံမဲအကြောက်ပိုရသလားလို့ဆိုရင်သူကတကယ်ကိုအမောင်ကျတတ်တာဖြစ်ပါတယ်မင်းတွေကတော့ဒီရက်ကသူမနေတဲ့အရာမလို့သူထက်ဆိုင်အကြောင်းလက်နေနိုင်ပါတယ်ပြီးတော့အိုးကြီးကလူကြီးဆိုတော့ဒီလိုလဲဒုက္ခမပေးကြအောင်မင်းတွေထားပါအောင်ငါအိမ်နောက်သွားချင်လို့မင်းတွေလည်းတိတ်တောင်မနှိုးလိုက်ရပါဘူးမင်းအိမ်လေးညှိပြီးတော့သူနဲ့အတူအနောက်ကိုပန်လာခဲ့တော့တယ်အာနာပါရဟာအမှန်ဆိုရင်လေဟူလူကြီးကုန်နေလို့ငါလိုက်ပို့ရင်ပြီးရောအကူငယ်ကလေမောင်ကြီးခုံမရမင်းညအိတ်တာနောက်ကြတပါရှင်တော်တော်လေးအိတ်ချင်နေရောလို့နေမှာပါတော်ပါရှင်းနေလိုက်ပေးမနေနဲ့ဒီနားမှာပဲစောင့်နေနော်မင်းတို့လက်ထဲကမင်းအိမ်ကိုနောင်ငယ်ပြောင်းယူလိုက်ရင်းနဲ့အိမ်သာနာတစ်ကိုင်းလေးမှာချိန်လိုက်တော့တယ်မင်းနေကတဝမ်းဝါတန်းပြီးတော့ငုတ်တုပ်လေးထိုင်ကခေါင်းလေးညှိပြလိုက်တော့တယ်တိတ်တော့မကြပါဘူးသူအိမ်သာတွေကပြန်ထွက်လာတော့မင်းငယ်ကငိုင်မီးနေပါတယ်သူတနာလဲတနာတော့ရေလဲရဲချင်းသွားရင်းကနေကဲမင်းနဲ့သွားစို့စင်ဝနာမှာလက်ဆေးပြီးရင်ပြီးပြီထမင်းကိုတစ်ကိုင်းကနေပြန်ဖြုတ်ယူပြီးတော့မင်းတို့ဘွားထားစေလိုက်တော့တယ်ရေနံစီမီးအောင်နဲ့နောင်ငယ်မျက်လုံးတော့မြင်လဲမြင်တတ်ပါတယ်ခြေထောက်ခန္ဓာနာမြေတွက်ကြိုးမြင်တဲ့အခါတကူလုံးတောက်တင်းရင်းကနေအာခတဲ့အော်က9ပေသားလောက်ရှိမင်းတို့ရဲ့တကူလုံးကျိုးချင်မတက်တွယ်ဖက်လိုက်တော့တယ်ဟင်းကြွကြီးအကူငယ်လေးမင်းတို့အယိုးချိုးတော့မယ်ဘယ်နဲ့ဖြစ်နေရောလဲတဲမနီရဲ့ခုံမင်းရဲ့အတန်နဲ့တူမင်းတို့ဖတ်ထားတဲ့နောင်ငယ်လက်မောင်းတွေကနေတဆင့်ခက်ဆက်ဆက်ဆောင်းဆွဲခတ်လိုက်ရတော့တယ်မျက်စိစုံမိတ်ထားရနေခုံမင်းရဲ့အတန်ကြားရမလို့ပဲအလွန်အားရှိသွားပြီးတော့မျက်လုံးဖွင့်ရအတင်သိလားဟိုနားမှာအတိရဲလို့ပါနောင်ငယ်ညအချိန်မတော်မှာမမေပြိုလို့ဖတ်လာရလားမောင်မေအတော်ဆုံးနေပါရောလားဘယ်ချိန်ကနေမင်းနေပေါ့ဒီစိတ်ထားရောလေမျက်မှောင်ဝင်ကြုံပြီးတော့စိတ်ဆိုးနေသူကြီးကဘလို့ဆိုရမဲနောင်ငယ်ရုပ်တဲ့သဘောမပေါက်ပါဘူးအရင်ဆုံးအသိဝင်လာသူကမင်းတွေမဟုတ်ပါမောင်ကြီးခွန်မင်းအကူငယ်လေးကဗဇက်ပိတ်ပြီးသွားရောပြီးတော့မှကျုံနဲ့တွေ့မှာပေါ့ခွန်မင်းရဲ့ဒေါသကိုကြောက်တဲ့မင်းတွေကစကားတခွန်းတော့ထပ်မဆိုရဲတော့ပဲနောင်ငယ်အောင်မဲတက်တဲ့လေးကြီးကအရင်ထွက်သွားတော့တယ်မင်းတွေကလုံမြောင်ရဲ့မိမပြိုလေးပါနောင်ငယ်အသက်ပြည့်ရနေလေနေရချထားပေးမဲ့ယောက်ျားပြိုလဲရှိရပါဒီလိုအပြုတ်မှုမျိုးကမသိတော်ရောလေဦးဘာတွေပြောနေရလဲတဲ့ကျွန်တော်ကမင်းတွေကိုဘာလို့အဲ့လိုစိတ်ထားမှာလဲအတင်ပြောတာလွန်နေပြီဒီလိုချိန်မျိုးမှာသူတပားသာအခက်မတင်တွေ့သွားခဲ့တဲ့ပါဆိုရင်မင်းတွေတိတ်ခါရေစုံမျောသွားလေရောမယ်နောင်ငယ်စင်ကျင်တဲ့နေနောင်ငယ်အလုံးစုံနားလဲသွားပါပြီခုသူ့မင်းမငယ်လေးတယောက်ပေါ်မရိုးသားတဲ့စိတ်နဲ့အသားယူသူလို့ဆွဆွဲရုံတမဲမဟုတ်ပါလားတတန်လုံးဒီလိုမျိုးဆွဆွဲမခံရဘူးတဲ့နောင်ငယ်ဟာဆိုရင်ဝမ်းနဲ့စိတ်ကလက်ကနေတက်လာတယ်ပြီးတော့အားလဲငယ်
ခေါ်မရဆေးဆိုးပြီးတော့အိမ်မဆင်းခိုင်းလေနောင်ငယ်ကနေစရာမရှိဘွားမှာပထမဆုံးချိန်စိတ်အားငြိမ်မိရဖြစ်ပါတယ်မြေကျွတ်ကိုမြင်လို့ပါအဲ့လိုဖြစ်သွားတာပြီးတော့မိနွယ်လို့15-16လေးကကျွန်တော်တွေ့ညီမလေးလို့ကလေးလေးလို့သဘောထားရတဲ့ကောင်မလေးပါကျွန်တော်ကလေးကိုမယိုးသားစိတ်နဲ့ပြင်မရောက်တဲ့အထိလည်းမယုံပါဘူးပြီးတော့ကျွန်တော်တို့စီမှာညီမလေးတို့အဲ့လိုပဲဖတ်လို့ရတယ်ပြီးတော့ကျွန်တော်အသက်ကိုခေါ်သားပဲအသက်မမလိုက်ပြီးတော့ကျွန်တော်တကယ်ကြောက်လို့မိနွယ်ကိုခေါ်လိုက်တာပါနောက်အဖြစ်เสียရပါဘူးပြီးတော့ဂျန်ထန်နီကဒရဆက်ပြောသွားတဲ့သူကအတန်တိန်ဝင်ပြီးတော့သူ့ရဲ့ရှေ့ကနေထွက်သွားပါတယ်ခွန်မင်းနောင်နောက်အကြီးကြီးရသွားပါတယ်ပြန်အိမ်မက်လုပ်ပြီးမှပဲနောင်ငယ်ကိုစိတ်မချကြောင်သူထားလိုက်လာခဲ့တော့တယ်သူ့ရဲ့မျက်လုံးနဲ့ရှိုးတရက်ဆိုသလိုဒီမြင်ကွင်းကိုမြင်လိုက်ရတော့ဘာလို့စိတ်ပူမှမသိရဲ့အပူလုံးကြောင့်ပျော်မိပျော်ရဆိုခဲ့မိတာမြေကြွကြောက်တဲ့နောင်ငယ်ကိုလည်းသူသိရတာနဲ့မှောင်လေးရဲ့တလန်ချင်းရှောက်နေတဲ့သူရဲ့နောက်ကနေခွန်မင်းကင်လာတဲ့မြေအိမ်ကိုလက်မြောက်ကင်ပြီးတော့ခိုင်လန်းလန်းကနေအလင်းပေးရင်လိုက်လျှောက်ရတော့တယ်စင်ဦးနာမှာခြေလက်စင်းနေရောလေသူရက်ဆောင်ပေးနေတဲ့စကားစပြောဖို့ကြံခေါ်ရတယ်။နောင်ငယ်ဟိုကျုပ်ကသူ့ကိုအရွှေမလုပ်ခဲ့နောင်ငယ်ကစကားလေးပြန်မပြောဘူး။ဆက်လျှောက်သွားတဲ့နောင်ငယ်ရဲ့နောက်ကိုသူ့လိုက်လာခဲ့ပြီးတော့အိမ်ပေါ်ရောက်တဲ့အထိနောင်ငယ်ကအခန်းထဲဝင်သွားတော့တယ်။ဒါပေမဲ့ခွန်မင်းဆက်အိပ်ပျော်လို့မရတဲ့အထိအောင်အဲ့ကျင်စိတ်ကပျောက်သွားခဲ့တော့တယ်။ဖူကနေလေးပူမှုတ်ထုတ်ပြီးတော့ကိုယ်ခန်းထဲသာကိုဝင်လာခဲ့တော့တယ်။အုံမောခောက်ခန့်နေလောက်မှာတော့အိပ်ပျော်သွားတော့တယ်။ဖြတ်ကနေနိုးလာချိန်မှာတော့မိုးဆက်စင်လေးနေပါတယ်။ဒါပေမဲ့မလှုပ်ချင်လောက်အောင်ဖြားနေခဲ့ပါတယ်။အသေးအမြင်ထဲမှာတော့သူ့ရဲ့အနာတဖြည်းဖြည်းချင်းတုတ်ကက်လာတဲ့နောင်ငယ်ကိုမြင်လိုက်တော့တယ်။ကျွေးဆွေးထက်နေရနေသူခရက်ပြုံးလိုက်တော့တယ်။နောင်ငယ်မနဲ့အစောကကျုပ်တောင်းမရောတယ်။ဖြားနေတယ်။ကြည်စမ်းကြစ်တော့ပူနေတာပဲရော။မူမမှန်နဲ့ခွန်မရဲ့ပုံစံကြောင့်ကတဲ့စောလေးမှာပြေးထိုင်ကနှစ်ဖူးကိုစမ်းကြည့်လိုက်တော့ထင်းတဲ့အတိုင်းပဲခါတိုင်းနူးနေကြအချိန်ရောက်တာထက်တော်တော်လေးနောက်ကျနေရအောင်မဲ့သူဝင်လာကြည့်လိုက်တာမှန်သွားတယ်။ဘလို့လုံးမလဲပြင်းနေရစေးသွားတယ်။ဦးရလည်းရွာကင်းဆက်ဖို့သွားတယ်တဲ့။ဒုက္ခပဲရွှေဘက်အရှင်တိုက်ရမယ်ထင်တယ်။နောင်ငယ်တယောက်တည်းပြရတဲ့ခက်ကအိမ်အောင်ဘက်ကိုပြန်ဆင်းပြီးတော့ဇလုံးလေးနဲ့တပတ်တစ်ခုယူလိုက်တယ်။ပူကျင့်နေတဲ့ခွန်မရဲ့နှစ်ဖူးတွေလဲပင်းကိုတပတ်အရှင်ညှစ်ပြီးတဲ့အခါပုတ်တိုက်ပေးလိုက်တယ်။တပတ်ကိုနှစ်ဖူးပေါ်တင်လိုက်ပြန်ချလိုက်နဲ့တခဏကြာတော့ခွန်မရဲ့အပူချိန်အနည်းလျှော့သွားတော့တယ်။တတ်တာရဲ့လားကျေးဇူးတင်ရတယ်ပြီးတော့တောင်းပန်ပါနောင်ငယ်ကျုပ်အဲ့လိုရှိရတာမဟုတ်ပေမဲ့နောင်ငယ်စိတ်ဆိုးသွားတဲ့ပါဆိုရင်ကျုပ်စိတ်မကောင်းတော့မို့တကယ်ကိုတောင်းပန်ပါရတယ်ရပါတယ်ကျွန်တော်စိတ်ဆိုးရလည်းမဟုတ်ပါဘူးစိတ်မကောင်းဖြစ်တာပါဆွဆွဲလို့လည်းစိတ်မကောင်းဖြစ်တယ်ဆွဆွဲသူကအသင်ဖြစ်နေလို့လည်းပိုပြီးစိတ်မကောင်းဖြစ်တယ်ကျွန်တော်အိမ်ပေါ်ဆင်းခိုင်းမှလည်းကြောက်တယ်ကျွန်တော်သွားစရာမရှိဘူးအသင်ခွန်မင်းလှမ်းနေရတာကနေခေါင်းတက်တင်ခါပါတယ်ခလင်းငယ်ဒီလိုအတွင်မျိုးဝင်စင်မိရဲ့အတွက်သူတကယ်ကိုစိတ်မကောင်းဖြစ်မိရဲ့တကယ်ဆိုနောင်ငယ်တယောက်သူ့ရဲ့ရှက်ကိုပြန်သွားမှတော့ခွန်မင်းကစိတ်ပူနေတတ်ပြီမလားမဟုတ်ရောကျုပ်ပဲတော့အခါမှနောင်ငယ်ကိုမပြစ်ပယ်ဘူးလို့ကြိမ်ဆိုတယ်သစ္စာစကားပေါ့အနှဲငယ်နွမ်းနေရဲ့မျက်နှာပေါ်မှာရရတောင်းနေတဲ့စကားကိုကြားတဲ့အခါနောင်ငယ်နှိမ့်လို့စွာနဲ့ရှင်ပြီးရတယ်အသင်ရတကယ်ကို cute ပိုင်းကျေးဇူးတင်ပါတယ်ဒါဖြင့်ကျုပ်ကိုစိတ်ဆိုးပြေတဲ့ပေါ့ဂတိတစ်ခုပြင်မယ်ဆိုတော့စိတ်မဆိုးတော့ဘူးပြောအချင်းနေရဆိုရင်ခွန်မင်းကဂတိတဲ့လဲလျောင်းပြီးတော့ဂတိဆုံးကနောင်ငယ်ဟာဆိုရင်တင်ပလဲထိုင်ကဂတိမော်ချထားတဲ့ခွန်မင်းရဲ့လက်တစ်ဖက်ကိုစောက်ကိုက်ထားတော့တယ်မနက်ကစိတ်မကောင်းဝင်နေကြရသမျှခွန်မင်းကိုနည်းနည်းလေးပညာတော့ပေးချင်တာမလို့တရားကကျွန်တော်ရဲ့ဥကဲလုပ်ပေးမလားဥကဲအဲ့ဒါဘာလို့ဆိုလို့တော့နေပါဦးအော်ချင်းမိတ်ဆွေလေးရဲ့နောင်ငယ်နဲ့နာပြုံးစစ်စီကိုတငယ်ချင်းနေတာမြင်ချဲချင်မှသိကြပါတယ်ခွန်မင်းကတော့တူဝီတုံဆိုင်ခြင်းမရှိပဲကောင်းကြီးပြလိုက်ပါတယ်ကျုပ်ကနောင်ငယ်ရဲ့ဥကဲလုပ်ပေးမယ်တကယ်နော်ပြောပြီးစလစ်နံပါတ်1နော်နောင်ငယ်ကအမှန်ကိုသဘောတကျရှိမိရတယ်တကယ်ကိုပြုံးကြတဲ့နောင်ငယ်ပါဒါပေမဲ့နောင်ငယ်ပြုံးကြချင်တာခွန်မင်းတယောက်တည်းပဲနောင်ငယ်ပြုံးရင်ဒီမှာကျုပ်စိတ်ချမ်းသာရတယ်အားရပါရှိမောနီရဲ့နောင်ငယ်ကိုခွန်မင်းကျင်းနှန်းစွာနဲ့ကြည်နေမိရတယ်နောင်ငယ်ထဲကနေဘာသာစကားတက်တဲ့ကိုသင်ယူရတော့လဲနှိမ့်ချမိတယ်မနက်ခင်းကအင်တာတက်တက်မှုအကြောင်းပြုပြီးတော့စိတ်မကောင်းစေတဲ့စကားတွေကထွက်ရသေးရမလို့တခုလည်းသူဆုံးဖြတ်ချက်ချလိုက်တော့တယ်ပြီးတော့နောင်ငယ်နောင်ခအင်တာသွားမယ်ဆိုရင်အချိန်မျိုးကြုတ်လိုက်ခဲ့မယ်ပေါ့နောင်ငယ်ကောင်းတက်ဆက်ဆက်ညှိလိုက်တော့တယ်ဘာပဲဖြစ်ဖြစ်ဘလို့အကြောင်းပေါင်းဆောင်ပဲတွေ့ကြုံနောင်ယူငယ်ကခွန်မင်းရဲ့ဘွားတွေဝင်လာခဲ့တာကန်တီကချီမြင်ခဲ့တဲ့ဆုလက်တစ်ခုခွန်မင်းသူ့ညီငယ်လေးတယောက်လိုအပိုင်သိမ်းထားခြင်းမိပါတော့တယ်
ဒီဇလန်လေးကိုအခုလိုအဆုံးတင်ထားဆဲပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းဘယ်လိုမျိုးရှင်ခုန်စိတ်လှုပ်ရှားပွဲရဇလန်ဇက်ကွက်တွေနဲ့အကြောင်းအရာဇလန်တွေကိုတင်ဆောင်လာပေးအောင်လဲဆိုတာဆောင်မျှနာဆင်ဖို့ပြောရင်းနဲ့နှုတ်ဆက်ကြပါရရှင်နောက်ထပ်နေ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်နော်